နောက်ရက်တည်တုန်းကခရမ်းမှာ3ညဟောရတယ်နော်မှန်ပါဗျာအခုတခါခရမ်းမကျေနပ်လို့တခါခရမ်းနဲ့နေ3ခွဆိုတဲ့မြို့ရောက်ရပြန်ဗျာမှန်ပါဗျာရောက်ရတော့ခုနတုန်းကခမုံဆရာတော်ဘုရားကြီးနဲ့သုတ်တန်ဆရာတော်ဘုရားကြီးဟောသွားတော့ဘာဟောမှာကိုမသိတော့မှန်ပါဗျာနော်ဘယ်ဘာတွေဟောမှာပြစ္ဆုတ်ပါမှန်ပါပြစ္ဆုတ်ပံပြောလို့တရားဆွဲနေအောင်ပြစ္ဆုတ်ပံဆိုရင်တရားဆွဲတတ်တာမျိုးမှန်ပါနော်ပြစ္ဆုတ်ပံဆိုရအဲ့တော့ပြစ္ဆုတ်ပံလို့ဒကာကြီးတို့ကပြောတာအရှင်ဗျာပြစ္ဆုတ်ပံဟောပါဗျာဆိုတော့ဒကာကြီးရဲ့ကြက်ထားတဲ့တရားကလည်းမဟုတ်တော့ဘာကိုဟောမှန်းလည်းမသိဘူးမှန်ပါအဲ့တော့ဒကာကြီးကပဲပြစ္ဆုတ်ပံတရားဟောပါဆိုတော့အဲ့တော့ဉာဏ်ပေါ်တဲ့ဟာဟောရတော့မှာပဲမှန်ပါဗျာအဲ့တော့သုတ်တန်ဆရာတော်ဘုရားကြီးကဟောပြသီလနော်မှန်ပါသီလသာသနာသမာဓိသာသနာပညာသာသနာ3ရနော်မှန်ပါဗျာသီလကုံသမာဓိကုံပညာကုံဂုံနေနဲ့ဟောသွားတယ်မှန်ပါဗျာနောက်ပြီးတော့တခါဥပမာလေးဆောင်းပြီးတော့တိုင်းပြည်ကြီးမှာဘယ်လိုဖြစ်နေတယ်ဆိုတော့ socialist ဟာ socialist တောင်ကောင်းခေါ်တာ socialist မှန်ပါ socialist တိုင်းပြည်နော်အဲ့ဒီဟာလေးကိုအတော့ဦးစင်းကစာတက်လို့ဟောတဲ့တရားမှမဟုတ်တော့အဲ့တော့ဆရာတော်ကြီးတွေသမတော်ကြီးတွေနှုတ်ခေါင်းကထွက်သွားတဲ့တရားကိုအဲ့ဒီဟာသဘောဟောပါမှန်ပါပါဗျာနော်ဆရာတော်ကြီးတွေကသာတကဟောသွားတယ်မှန်ပါဗျာဦးစင်းကနောက်ကနေပြီးသဘာဝဟောမှန်ပါဗျာနော်ရှေ့ကဦးစင်းကစာမတတ်ပဲဘူးမှန်ပါဗျာစာမတတ်တော့ဆရာတော်ဘုရားကြီးတွေကနေပြီးသာတကဟောသွားတော့ဦးစင်းကနောက်ကနေပြီးတော့သဘာဝတရားတွေဟောရတော့မယ်မှန်ပါအဲ့တော့ပြစ္ဆုတ်ပါအကြောင်းခံလိုက်တဲ့ဥစ္စာကတော့ဒကာကြီးရွှေရှင်လစ်တိုင်းပြည်မှန်ပါဗျာရွှေရှင်လစ်တိုင်းပြည်ဆိုတဲ့ဥစ္စာဒကာကြီးရွှေရှင်လစ်တိုင်းပြည်ဆိုတာဘုရားဤသာသနာမှာရွှေရှင်လစ်တိုင်းပြည်ပဲတကယ်မှန်ပါဗျာဆိုရှယ်လစ်တိုင်းပြည်ဆိုတယ်ဆိုရှယ်လစ်တိုင်းပြည်ဆိုတာဒကာကြီးတို့ဦးဇင်းတို့ဟာသန္တရာလာဇန်တည့်တဲ့ကလဲလာလိုက်တဲ့ဥစ္စာမြုပ်လိုက်ပေါ်လိုက်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 နဲ့ပြောင်းပြန်လာအောင်သန္တရာကြီးကိုနစ်လိုက်မြုပ်လိုက်နဲ့မြုပ်လာကြတယ်များခဲ့မှန်ပါဗျာဘာကြောင့်လဲတဲ့ပြည်သူပိုင်းပစ္စည်းတွေကိုအလွဲသုံးစားလို့မှန်ပါဗျာဒါကဟောတဲ့သုတ်တန်ဆရာတော်ကြီးအကြောင်းခံသွားလို့သူကသာတကနဲ့ဟောတော့ဥပဇင်ကသဘာဝဟောတယ်လို့မှန်ပါဥပဇင်ကစိတ်ဟောရင်လို့မှန်ပါဗျာနော်ဆရာတော်ဘုရားကြီးတွေကသာတကဟောသွားတယ်ဥပဇင်ကသဘာဝဟောမှန်ပါဗျာအဲ့တော့ဒကာကြီးတို့ဥပဇင်တို့ဟာသန္တရာလာဇန်တည့်တဲ့ကဒကာကြီးရဲ့ဆိုရှယ်လစ်တိုက်ပြည်မှာဆိုရှယ်လစ်စနစ်မဖြစ်ခဲ့လို့မှန်ပါပြည်သူပိုင်းပစ္စည်းတွေအလွဲသုံးစားလုပ်ခဲ့လို့သန္တရာကြီးပြေးလျှောက်လဲလာခဲ့မှန်ပါဗျာသိကျင်လားဒကာကြီးဟုတ်ပါဗျာပြည်သူပိုင်းပစ္စည်းတွေအလွဲသုံးစားလုပ်လို့သန္တရာကြီးပြေးလျှောက်လဲလာခဲ့တဲ့စိတ်တွေကိုပြောခြင်းလို့ဒကာကြီးမှန်ပါဗျာနော်ဘုရားကလည်းစိတ်ပဲပြောတယ်မဟုတ်လားမှန်ပါဗျာအဲ့တော့ပြည်သူပိုင်းပစ္စည်းဆိုတာဘယ်ဟာလဲဆိုတာအလွဲသုံးစားလုပ်ပုံနော်မှန်ပါဗျာအလွဲသုံးစားလုပ်ပုံလို့လေကြတော့အခုပြည်သူပိုင်းပစ္စည်းလုပ်ပြန်တော့လေအချုပ်ထဲဝင်ရတာပဲဝင်ရပါတယ်ဗျာပြည်သူပိုင်းပစ္စည်းကိုတည်းမှန်ပါဗျာမသိလိုက်နဲ့သိလိုက်တာနဲ့ဘိုလ်ချုပ်ကြီးကလည်းဆွဲနေတာဆွဲတယ်ပါနော်ပြည်သူပိုင်းပစ္စည်းအလွဲသုံးစားလုပ်တဲ့ပုံကိုဆိုလို့ရှိရင်ထောင်ကြခြင်းလည်းကြမယ်အသက်ခံခြင်းလည်းခံရမှန်ပါဗျာပြည်သူပိုင်းပစ္စည်းကအနံဆိုးတယ်တကယ်ဆိုးပါဗျာနော်အဲ့ဒါကြောင့်မလို့ဒါကပြဉ္ညာပြောမှပရမတ်ပေါ့မှန်ပါပြဉ္ညာလို့တင်စားပြောမှန်ပါနော်ပြဉ္ညာလို့တင်စားပြောမှပရမတ်သဘောအဲ့လိုအရှင်ဘုရားပရမတ်ကြီးပြောပါဗျာဆိုတော့ပရမတ်ကြီးပြောလို့ဒကာကြီးလက်ပိုက်နေအောင်ပဲမှန်ပါနော်သဘောလေးဘယ်လိုလုပ်ပြောနိုင်လားပြဉ္ညာလို့တင်စားပြီးမှဒကာဒကမတွေသဘောပေါက်မယ်တကယ်မှန်ပါဗျာပြဉ္ညာနဲ့ပရမတ်ဟာနှစ်ခုစနေတယ်မဟုတ်လားမှန်ပါစနေပါလေဗျာဒါကြောင့်မလို့စောလောဆရာတော်ဘုရားကြီးလည်းပြောတယ်မှန်ပါပြဉ္ညာနဲ့ပရမတ်နော်မှန်ပါဘယ်လိုပြောလဲဆိုတော့သူ့ထဲမှာပညာပရမတ်သိသည်မှာလူမြမဆိုရပညာပရမတ်ကွဲသည်မှာလူမြမဆိုရပညာနဲ့ပရမတ်နှစ်ခုစသိတာကူမာများပညာနဲ့ပရမတ်နှစ်ခုဆက်ပြီးသိမှသာလေကံနဲ့ကတ္တာကွဲမှာကံနဲ့ကတ္တာနဲ့နှစ်နယ်ရှိမှန်ပါကံနဲ့ညာနဲ့ပေါ့တခါကြီးဟာမှန်ပါဗျာကံနဲ့ကံမြင်ညာမြင်နှစ်လမ်းရှိမှန်ပါ
နော်တခါကြီးတို့ဥပဇင်းတို့သံဃာကြီးပြည့်လျှောက်လာခဲ့တဲ့ဥစ္စာတကား6ပေါက်အာယုံကအာယုံ6နဲ့တိုက်ခိုက်တိုင်းကာနေမြင်ခဲ့ကြလို့သံဃာကြီးပြည့်လျှောက်တယ်မှန်ပါဉာဏ်နဲ့မမြင်ဘူးတခါကြီးမမြင်ပါဘူးကံသိကံမြင်ဖြစ်ခဲ့မှန်ပါဗျာဉာဏ်မြင်ဉာဏ်သိမဖြစ်ခဲ့ဖြစ်ခဲ့ပါဘူးသမုဒိသစ္စာအမြင်သမုဒိသစ္စာအသိမှန်ပါဗျာနော်ဉာဏ်မြင်ဉာဏ်သိကပရမတ်သစ္စာနယ်ကအမြင်ပရမတ်သစ္စာနယ်ကအသိမှန်ပါအသိနှမျိုးပဲမဟုတ်လားနှမျိုးပါပညာလို့ခွဲလိုက်မယ်ဆိုလို့ရှိရင်ပညာသိပရမတ်သိတယ်နော်မှန်ပါဝိဇ္ဇာအဝိဇ္ဇာမှန်ပါလောကီအသိလောကုတ္တရာအသိမှန်ပါအသိနှမျိုးပဲမဟုတ်လားမှန်ပါနှမျိုးပါနှမျိုးနော်မှန်ပါအဲ့ဒီနှမျိုးဟာဘာလဲတဲ့တခါကြီးဦးစင်းတို့ဟာသံဃာလာဇတ်တဲ့ကလောကီအသိတွေသိလို့တခါကြီးလောကီအမြင်လောကီအသိတွေသိလို့ကာမြင်လို့ပြည်သူပိုင်ပစ္စည်းတွေကိုအလွဲသုံးစားလုပ်ခဲ့မှန်ပါဗျာပြည်သူပိုင်ပစ္စည်းအလွဲသုံးစားလုပ်တာသိကျင်လားစိတ်တွေမရှိတော့ပါဗျာနော်တခါကြီးဦးစင်းတို့တခါကြီးအခုကအသက်ဦးစင်းဘယ်လောက်ရှိလဲဆိုလို့ရှိရင်မှန်ပါပြည်သူပိုင်ပစ္စည်းတွေအလွဲသုံးစားလုပ်လာခဲ့တာမှန်ပါနော်အခုအသက်ဟာ56နှစ်ရှိပြီတခါကြီးမှန်ပါ84ခုသားမှန်ပါ56နှစ်မှန်ပါအမိဘများကတော့ကြောင်းထားတယ်တကယ်ကြီးမှန်ပါကြောင်းထားတော့ဘာရောက်လဲတကယ်စာနဲ့ဦးစင်းနဲ့ကများတော့ဒီမှာပါရမီမပါလို့ထားတယ်မှန်ပါဗျာစာကိုမတတ်မှန်ပါဘာကြောင့်မတတ်တယ်လဲတဲ့စာရမှပြင်းလို့မှန်ပါဘုန်းကြီးကြောင်းနေတဲ့ဦးစင်းဆရာတော်ကဘွဲကပါလဲတဲ့ဦးစင်းတို့အာနိသင်ဆရာတော်ဘုရားကြီးကဥစာကြရမှန်ပါဗျာနောက်ဆုံးကြောင်းမှန်ပါအဲ့ဒါတခါကြီး၄နှစ်သားတဲ့ကနေပြီးတော့ကြောင်းထားလိုက်တဲ့ဥစ္စာ14နှစ်သားအရွယ်ထိတာမှန်ပါ14နှစ်သားအရွယ်ထိကာကြီးကာသာကက်ကနေပြီးတော့ကျောင်းလာကြီးထွက်ပြေးနေတာမှန်ပါစာမတတ်ခဲ့ပါဘူးနော်လုံးကောက်ကလေးတော့ဖတ်တတ်ခဲ့မှန်ပါစာလေးစာမတတ်ခဲ့မှန်ပါစာနဲ့တော့ပါရမီကတော်တော်ဝေးရတယ်ဝေးခဲ့ပါအဲ့ဒါကြောင့်မလို့စာကလည်းမတတ်တော့တခါကြီးအာနိသင်ဆရာတွေကလည်းဆိုဆုံးမဩဝါဒပေးတာကလည်းစကားနားမထောင်ခဲ့မှန်ပါနားမထောင်ခဲ့တော့ဘာမှလည်းမသိခဲ့မှန်ပါမသိခဲ့တော့အဲ့ဒီတော့ပြည်သူပိုင်ပစ္စည်းတွေအလွဲသုံးစားလုပ်ခဲ့တယ်တခါကြီး46နှစ်46နှစ်မလုံးလုံးပါမှန်ပါအခု56နှစ်ရှိမှန်ပါထိုင်ပြီးတော့အယူကြည်ကြည်အရေးခံလူသေးရင်သိမသေးတရားရဟဲ့ဆိုတာက20နှစ်တလားမှန်ပါဗျာနော်20နှစ်တလားအယူကြည်ကြည်အရေးခံကလူသေးရင်သိမသေးတရားရဆိုတော့ကိုယ့်ကိုလှုပ်လာတာပါမှန်ပါဗျာသုံးဘွားကတရားဓမ္မတွေလာဟောမယ်ငါတရားပြမယ်လို့စာမမတတ်ဘဲနဲ့ဒီစိတ်နဲ့မဖြစ်ပါဘူးမှန်ပါမဖြစ်ခဲ့ပါဘူးမဖြစ်ပါဘူးမှန်ပါဗျာဘယ်မှာငါတရားပြမယ်တရားဟောမယ်လို့ဒီစိတ်မဖြစ်ခဲ့ပါဘူးမှန်ပါသူစာကမှမတတ်ဘဲကိုမှန်ပါဗျာစာမတတ်လို့ပါစာကမတတ်စာကမတတ်အခုတကကြီးရဲ့စာမတတ်ထားတဲ့အခုဟောမှာပထုံးမလေးမှန်ပါဗျာလေသာတို့အလူဆရာတော်ကြီးတို့ဒါကြီးတွေပါလို့ပေါ့အဲ့တော့မဟုတ်ရင်ဦးစင်ကိုချိုးနေသေးမှန်ပါဘာကြောင့်လဲဆိုတော့တက်လာတဲ့ကွာတခါဆုံးပရိတ်ရွတ်ပါအောင်ဘုရားဆိုတော့ယာသာနုဘဝါတော်မှမရတဲ့ပုဂ္ဂိုလ်မှန်ပါပရိတ်ရွတ်ခိုင်းတော့ဘာမှမလုပ်တတ်တော့ဘူးမလုပ်တတ်တော့ပါဘူးမလုပ်တတ်တော့ဘီလင်းဆရာတော်ဘုရားကြီးလက်ကုပ်သွားမှန်ပါလက်ကုပ်တော့အသာလေးနေပါတဲ့မှန်ပါဘီလင်းဆရာတော်ကမှန်ပါဗျာဟုတ်ဘီလင်းဆရာတော်ကိုလက်ကုပ်တယ်ဦးစင်ကမှန်ပါဘယ်နဲ့လဲတပြည့်တော့ပရိတ်ရွတ်ခိုင်းနေပြီအသာလေးနေပါတဲ့ဦးစင်လုပ်ပါမယ်အဲ့တော့လောက်ပါဘုရားလို့အဲ့တော့လေသာဆရာတော်ရဲ့အလူဆရာတော်ရဲ့နောက်ကအခုပါလာတဲ့သံဃာတွေအဲ့ဒီမှာပြေးရွတ်ကြတယ်တကယ်ကြီးမှန်ပါဗျာဦးစင်ဟာစာတတ်လို့လိုက်ပြီးဟောနေတဲ့တရားမဟုတ်ပါဘူးမှန်ပါ20တလအယုကြည်ကြည်အရေးခလူသေးသေးမသေးတရားရဆိုတဲ့နေလားငါလားကြင်ညာအထုတ်ပြီးတော့ကန်ဆင်းလိုက်တာပဲတကယ်ကြီးမှန်ပါဗျာကန်ဆင်းပြီးတော့ဦးစင်ရဲ့အာနိသင်ဆရာတော်ကိုလျှောက်မှန်လားပါဗျာတပည့်တော်ဆွန်ကျွေးလည်းမလိုက်ပြရသေးနဲ့ဗျာမှန်ပါအလှအတန်းနေလည်းတပည့်တော်မလိုက်ပြရသေးနဲ့ဗျာမှန်ပါပရိတ်ရွတ်ထားလည်းမလိုက်ပြရသေးနဲ့ဗျာတပည့်တော်သာမတတ်လို့မရွတ်လည်းမရွတ်တတ်လို့တပည့်တော်သပိတ်တစ်လုံးရှိရင်ပြီးပါတယ်ဗျာတပည့်တော်ပါလဲတပည့်တော်ဆောင်းခံပြီးတော့စားပါမယ်ဗျာတပည့်တော်အလှအတန်းမလားမပင့်ပါနဲ့ဗျာတပည့်တော်မလိုက်ပြရသေးနဲ့ဗျာဆိုရှောက်ပြီးတော့တခါတည်းတပည့်တော်တောရလေးနေပြီးတော့အိုးစင်းတော့နှောကုန်းရွာထိတ်ကသင်းဆိုတဲ့အင်းလေးအင်းပတ်ထားတဲ့ဆိုတဲ့သောင်ပေါ်တဲ့ကုန်းပေါ်မှာအဲ့ဒီမှာသွားပြီးလေးတိုင်ချိန်လေးဆောက်နေမှန်ပါဗျာ
ဖုန်းကြီးလျှောက်ပြီးတော့ဖုန်းကြီးအဲ့တော့မင်းနေတော့ဒီလိုပဲခိုင်းတပည့်တော်စာကလည်းမတတ်ဗျာတပည့်တော်တပါးတည်းနေပြရစီဖေရဆိုပြီးတော့ခွင်တောင်းပြီးတော့အဲ့လိုနေတာတကကြီးမှန်ပါနောက်သူ့ဟာသူဖြစ်လာတာပဲတကကြီးမှန်ပါသူ့ဟာသူဖြစ်လာတဲ့အချိန်ခါကျတော့မနေရတော့ဘူးသီလလည်းမပေးတတ်ခက်တော်တာပဲဟိုကိုယ်ခန္ဓာကိုယ်ကရှာထားတဲ့တရားတွေကြတော့တပည့်တော်ဗျာအရှင်ဘုရားကျင့်တဲ့ဥစ္စာလေးတွေသိပြရစီဖေရဆိုတော့အဲ့ဒီကျင့်တဲ့ဟာသိပြရစီဆိုတော့ကိုယ်ခန္ဓာကိုယ်ကသိတဲ့ဟာတွေကြတော့တခါကြီးတဲ့တခါအကုန်ပြောတာပဲမှန်ပါဗျာခန္ဓာကိုယ်သိပါဗျာခန္ဓာကိုယ်သိတဲ့တရားတွေကတော့အကုန်ပြောတာမှန်ပါဗျာအဲ့ဒီလိုသိတဲ့တရားတွေအကုန်ပြောလိုက်တော့တစ်ယောက်လာကျင့်နှစ်ယောက်လာကျင့်သုံးယောက်လာကျင့်နဲ့အဲ့ဒီတော့လူသိကလေးကများလာမှန်ပါဟာသဲဟောသဲကူကဦးစင်းကြီးဟာတရားပြတေကောင်းတယ်တေကောင်းတယ်အဲ့ဒီလိုဖြစ်လာမှန်ပါဖြစ်လာတဲ့စိတ်ပြခြင်းတယ်ဆိုတဲ့ငါတရားပြမယ်တရားဟောမယ်ဆိုတဲ့ဒီစိတ်မဖြစ်ခဲ့ပါဘူးမှန်ပါကိုဟာကိုသံဝေကဖြစ်ပြီးတော့ထိတ်လန့်ပြီးကျင့်တဲ့တရားမှန်ပါကျင့်လာတဲ့တရားအဲ့တော့ဒါကြောင့်မလို့ဒါထားတော့ရှင်းနေမယ်တကယ်ကြီးနော်မှန်ပါဒါဒီရှင်းနေလို့ရှင်အဲ့တော့အကြောင်းခံပြီးတော့ဟောရမယ်တရားကဘာတရားလဲဆိုတော့သုတ်တန်ဆရာတော်ဘုရားကြီးဟောသွားတဲ့တရား၅ပါးသီလမြဲဖို့ဟာကိုဆိုဆုံးမဩဝါဒပေးတယ်တကယ်မှန်ပါဗျာ၅ပါးသီလကလည်းရှိသေးတယ်တကယ်ကြီးမှန်ပါရှိပါဓမ္မတာ၅သာသနာ၅မှန်ပါဗျာဓမ္မတာ၈ပါးသာသနာ၈ပါးမှန်ပါနော်သာသနာဝင်ပုဂ္ဂိုလ်ဓမ္မတာရဲ့သာသနာရဲ့မှန်ပါနော်တရား၂ပါးရှိတယ်မို့၂ပါးရှိပါဓမ္မတာကလောကီမှန်ပါကံတရားကံတရားသာသနာကဉာဏ်တရားမှန်ပါဗျာကံနဲ့ဉာဏ်နဲ့နှစ်ခုကွဲသိမှာမှန်ပါမြတ်မယ်ဒါကကံသီလဒါကဉာဏ်သီလဒါကကံတရားတွေဒါကဉာဏ်တရားတွေဒါကံပေါ်ရင်အကျိုးပေးနိုင်တဲ့တရားဒါကဉာဏ်နဲ့ဟာကံပြတ်တဲ့တရားဒီလိုကံနဲ့ကတ္တနှစ်ဌာနကွဲသိသွားမှာအတိတလုံးအမြတ်ဆုံးရကြမှန်ပါနော်စာတတ်လို့ဟောနေတဲ့တရားမဟုတ်ဘူးမှန်ပါနော်ယာသာနုဘဝါတော်မသိဘူးမှန်ပါမရွတ်တတ်လို့မှန်ပါစာတတ်လို့ဟောတဲ့တရားမဟုတ်ဘူးနော်အဲ့ဒီတော့တရားဓမ္မတွေသေသေးချာချာနားနဲ့မနာနဲ့အတန်ကိုမနာနဲ့မှန်ပါတရားဓမ္မများအတိတ်ကလာတော့ကနားလာခဲ့တာများတယ်နားခဲ့ပါအတန်နေနာခဲ့တာများခဲ့မှန်ပါဗျာအတန်နေနာခဲ့တော့ကောင်းတာပဲရှိမှန်ပါဗျာနော်အတန်လေးသာယာတာပဲရှိမှန်ပါဗျာသာယာတာပဲရှိတယ်နောက်ပြန်တဲ့အချိန်ခါတော့ပျောက်သွားတာပဲပျောက်သွားပါဘာမှမသိဘူးသိတော့ပါဘူးအဲ့ဒီတော့အတန်နာခဲ့တာတွေလည်းများခဲ့မှန်ပါဗျာအတိတ်ကလည်းအတန်နာခဲ့တယ်တကယ်ကြီးနားခဲ့ပါလေဗျာအခုရောက်နားနေပါလေဗျာနောက်မနာဘူးလားနားပါအောင်လေဗျာအတိတ်ကလည်းနာခဲ့တယ်အခုပြစ္ဆုတ်ပါလဲအတန်နာတယ်နောက်ရဲ့အနာကလည်းနာအောင်မယ်မှန်ပါနာလို့လက်ဆက်သတ်ပါအောင်လားမတတ်နိုင်ပါဘူးဗျာအတိတ်ကလည်းလွန်းတဲ့တရားနာခဲ့မှန်ပါအခုလည်းပြစ္ဆုတ်ပါလွန်းတဲ့တရားမှန်ပါဗျာအနာကရောနားပါအောင်လေဗျာကာလသုံးပါလွတ်သလားလွတ်ပါဘူးအတိတ်ကလည်းနာလွန်းတဲ့တရားအခုပြစ္ဆုတ်ပါလည်းလွန်းတဲ့တရားအနာကလည်းလွန်းတဲ့တရားနော်ဦးပဇင်းတို့ကတော့တက္ကကြီးရဲ့အတိတ်ကလွန်းတဲ့တရားလည်းနာခဲ့တယ်နာခဲ့ပြီအခုပြစ္ဆုတ်ပါလည်းလွန်းတဲ့တရားအနာကလည်းလွန်းကာလသုံးပါမလွတ်ခဲ့ဘူးမလွတ်ခဲ့ပါဘူးအလွန်ရက်တဲ့တရားမှန်ပါဗျာနော်ကောင်းတာရက်တဲ့တရားအငိုရက်တဲ့တရားမှန်ပါဒီတရားတွေလွတ်မှာတဲ့ကြီးမှန်ပါပါနော်အဲ့ဒီတော့တရားနှစ်ပါးဟာဒိဋ္ဌိနဲ့တဏှာရှေ့အစွန်းနောက်စွန်းသံဃာရှေ့အစွန်းနောက်စွန်းလွတ်မှာမှန်ပါအဲ့ဒီတော့သံဃာရှေ့အစွန်းနောက်စွန်းလွတ်တာပါလေတဲ့ဘုရားရှင်ကိုရောမြတ်ကြီးလက်ထက်တုန်းကဒကာကြီးသံဃာရှေ့အစွန်းနောက်စွန်းလွတ်တဲ့ပုံကိုယ်တွေဘုရားလက်ထက်တုန်းကဒကာကြီးဆိုရှယ်လစ်တိုင်းပြည်ဗျမှန်ပါဗျာနော်ပြည်သူပိုင်းအလွဲသုံးစားမလုပ်ဘူးမလုပ်ပါဘူးဗျာပြည်သူပိုင်းအလွဲသုံးစားမလုပ်တဲ့မြတ်စွာဘုရားကိုရောမြတ်ကြီးကဆိုရှယ်လစ်မှန်ပါဘုရားဆိုရှယ်လစ်ဘုရားမှန်ပါဗျာနော်ဦးတဲ့အဲ့ဒီဆိုရှယ်လစ်လို့တော့ငါအစိုးရဟိုဖုံးတကားတယောက်ကနေပြီးစာဖုံးလွှတ်တယ်တကားကြီးမှန်ပါဗျာအစိုးရဘက်ကလိုက်ခေါ်တယ်ဆိုမဟုတ်ပါဘူးဘယ်ဘဲမှအစိုးရသောသခေသောတရွယ်သောဆင်းရဲသားသောဘလို့မှမျက်နှာချင်းမျက်နှာပဲတရားမျက်နှာလိုက်တယ်ဘုရားသာသနာဘုရားမျက်နှာပဲထောက်မှန်ပါဗျာနော်အစိုးရသောဘုံမှုသောဘာမှနားမလဲမှန်ပါဗျာဆိုရှယ်လစ်မှန်ပါဗျာနော်တထေရောဘာမှမလိုက်ဘူးမလိုက်ပါဘူးဗျာနော်ဦးမင်းရဲ့တရားကိုလိုချင်ရင်သုံးဆံကကြံတော့သုံးဆံကနူပြီးရွှဲပြီးအရေးကြီးကြပါစေဦးမင်းသွားမယ်အဲ့ထမအဲ့ဆွစားမယ်မှန်ပါဗျာမျက်နှာချင်းမျက်နှာနဲ့မလိုက်ဘူးမလိုက်ပါဘူးဗျာဆိုဆယ်လစ်ကိုတကားကြီးမှန်ပါဗျာဖရာရဲ့တရားနော်ဖရာရဲ့တိုင်းပြည်မှန်ပါနော်အခုသာသနာ9000ထားခဲ့တယ်ဆိုတော့ဖရာသာသနာဖရာတိုင်းပြည်ပေါ့မှန်ပါဘလို့တိုင်းပြည်လဲဖရာတိုင်းပြည်ပါဖရာတိုင်းပြည်မှန်ပါဗျာဖရာရဲ့သာသနာမှန်ပါဗျာနော်
အဲ့တော့ဂုံလို့ဟိုတဲ့သုတ်တန်ဆရာတော်ကြီးဟောသွားတယ်မဟုတ်လားဟောပါပါလေဗျာဂုံဆိုတာပါလေတဲ့သရဏဂုံတဲ့နော်သရဏဂုံလို့သာရကတင်ပြီးဟောသွားတယ်မှန်ပါဂုံဆိုတာပါလေတဲ့မှန်ပါဗျာသရဏဂုံမှန်ပါအဲ့ဒါသရဏဂုံဆိုပြညာလို့ပြောတာမှန်ပါဗျာအရေးကြီးဆုံးအချက်ကပါလေတဲ့သီလဂုံသမာဓိဂုံပညာဂုံမှန်ပါဗျာမြင်တဲ့ပြစ္ဆုတ်ပါအကြောင်းအဆိုဆိုတက်ခဲ့လိုက်တဲ့အချိန်ကသီလဂုံရဲ့သမာဓိဂုံပညာဂုံရဲ့ဒီဂုံတွေရှိမှသီလသာသနာသမာဓိသာသနာပညာသာသနာ3ညတည်တော့ဘောမှန်ပါဗျာဒီသီလသမာဓိပညာမှမပြည့်စုံတဲ့ပုဂ္ဂိုလ်မနေ့၅ပါးည၅ပါးခေါ်အော်ဟဲ့ခေါ်နေလို့လဲရပါမလားမရနိုင်ပါဘူးဗျာသံဃာတော်အရှင်မြတ်မြတ်နိစ္စဂိတဝါဒိတဝိသုကဒါသနာမာလကန္တဝိလေပနဓာရဏမာနနဝိပရဏဌာနဝေရမဏိသိက္ခာပရံသမာဓိယာမိလို့ဒီလိုသွားယူလို့လဲသီလသာသနာတည်ပါမလားမတည်နိုင်ပါဘူးဗျာလောကီကံမဲ့ဖြစ်မှာမှန်ပါဗျာသီလသာသနာမတည်ဘူးမတည်နိုင်ပါဘူးဗျာတို့မြတ်စွာဘုရားလက်ထက်ကတကဟိုတဲ့ကသဗ္ဗဘုရားလက်ထက်ကတကကြီးဟိုတဲ့ယဟန်ကြီးတစ်ပါးဟာသီလသာသနာမတည်လို့ပိဋ္ဌာကြီးဖြစ်တာပေါ့မှန်ပါဖြစ်ပါလေဗျာနော်သီလသာသနာတည်ရင်ပိဋ္ဌာဖြစ်ပါမလားမဖြစ်နိုင်ပါဘူးသီလသာသနာရဲ့သမာဓိသာသနာရဲ့ပညာသာသနာရဲ့သီလဂုံသမာဓိဂုံပညာဂုံဂုံ3ပါးရလိုက်လို့ရှိရဲ့ပိဋ္ဌာဖြစ်ပါမလားမဖြစ်နိုင်ပါဘူးဗျာနော်ဘယ်တော့မှဖြစ်ဘယ်တော့မှဖြစ်ပါဘူးဗျာဖြစ်တယ်ဆိုတာကဘာရဲ့ဂုံသီလဂုံသမာဓိဂုံပညာဂုံမဖြစ်လို့မရလို့ပါဗျာလောကီသီလလေးနဲ့နေလို့မှန်ပါလောကီသီလဂုံမရှိမှန်ပါလောကုတ္တရာနယ်ကသီလဂုံမဖြစ်ဘူးမဖြစ်ပါဘူးဗျာအဲ့ဒီတော့ဘာကြောင့်လဲတဲ့လောကီသီလဂုံတော့ဖြစ်ပါရဲ့ကသဗ္ဗဘုရားလက်ထက်ကတကကြီးသိရှင်မရှိတော့ပါဗျာကသဗ္ဗဘုရားလက်ထက်ကယဟန်ကြီးတစ်ပါး229သွယ်သောသိက္ခာပုဒ်ထိမ့်သိမ့်စောင့်ရှောက်ပြီးနေတဲ့ယဟန်ကြီးဗျအနှစ်နှစ်သောင်းစောင့်ထိမ့်ထားတယ်ဘုရားဝိနည်းသိက္ခာပုဒ်တွေထိမ့်ထားတာမှန်ပါအဲ့ဒီသူစိတ်ထောင်းစောင့်ထိမ့်ထားတဲ့သီလကအနှစ်နှစ်သောင်းမှန်ပါဗျာအခုပုဂ္ဂိုလ်တွေအနှစ်နှစ်သောင်းမထိမ့်သေးပါဘူးမထိမ့်သေးပါဘူးဗျာတူတူပါအသက်တန်းရဲ့တူတူလေနော်အဲ့ဒီကသဗ္ဗဘုရားလက်ထက်ကအနှစ်နှစ်သောင်းစောင့်ထိမ့်ထားတဲ့ယဟန်ကြီးကတောနေယဟန်ကြီးမှန်ပါဗျာရေချိုးမဲ့ချိန်တာရေချိုးပြီးတော့လှေလေးပေါ်တက်လိုက်တယ်လှေလေးပေါ်တက်တယ်လှေကလူးသွားတာလူးသွားတော့ရောင်ပြီးတော့ကြာလက်ကလေးကိုရောင်ပြီးတော့ဆိုနေဟဲ့ငါကြောင့်ပြက်သွားတယ်ဆိုပြီးတော့တန်တရားလေးရှိမှန်ပါပြန်လာတဲ့အချိန်ခါကျတော့တခါတည်းကိုဒေသနာလည်းမကြရဘူးအာဘတ်ဆိုတာဟုတ်တယ်မှန်ပါဗျာအာဘငါဒေသနာလည်းမကြရဘူးအာဘလည်းမဖြစ်ရဘူးဒီစိတ်ကလေးဖြစ်သွားမှန်ပါဒီစိတ်ကလေးဖြစ်သွားတဲ့ဥစ္စာ229သွယ်သောသိက္ခာပုဒ်ဟာထိမ့်သိမ့်စောင့်ရှောက်ထားလိုက်တာကအတ္တနဲ့ထိမ့်ထားမှန်ပါဗျာနော်ဓမ္မတာသီလနဲ့ထိမ့်မှန်ပါဗျာသာသနာသီလမဟုတ်ဘူးမဟုတ်ပါဘူးဗျာဓမ္မတာနဲ့ထိမ့်ထားတာတဲ့မှန်ပါဗျာဓမ္မတာနဲ့အတ္တသီလခေါ်တယ်မှန်ပါသမုဒိသစ္စာနဲ့ကကံသီလခေါ်တယ်မှန်ပါကံပေါ်တဲ့အချိန်ကအကျိုးပေးမယ်မှန်ပါကံမပေါ်တဲ့အချိန်ခါကျတော့တကကြီးဒိဋ္ဌိကြီးကသန္တရာရှည်စွန်းနောက်စွန်းဒိဋ္ဌိနဲ့တဏှာကအပယ်တွန်းချရတယ်တွန်းချပါဗျာတွန်းချလိုက်တဲ့အချိန်ကကံကတတ်နိုင်သေးလားမတတ်နိုင်တော့ပါဘူးမတတ်နိုင်ဘူးအဲ့ဒီယဟန်ကြီးဟာတကကြီးအနှစ်နှစ်သောင်းဆောင်ထိန်းထားတဲ့ယဟန်ကြီးဗျမှန်ပါခန္ဓာ၅ပါးယုံနာတရားပြတ်တော့မယ်မှန်ပါပြတ်တော့မယ်ဆိုတော့တကကြီးဘုရားကဟောထားတယ်တကကြီးမှန်ပါအတိတ်ကိုလည်းမတွေးနဲ့မရောက်သေးသောအနာဂတ်စိတ်လည်းမမျှော်နဲ့ပြစ္ဆုတ်ပံပေါ်လာတဲ့ယုံနာကိုသိရမယ်ပြစ္ဆုတ်ပံလာသိရမယ်အမှန်တရားကိုသိရမယ်လို့ပြစ္ဆုတ်ပံလာဟောတယ်အတိတ်အနာဂတ်မဟောဘူးဟုတ်ပါဘူးဗျာအဲ့ဒီအယဟန်ကြီးအနှစ်နှစ်သောင်းစောင့်ထိန်ထားတဲ့သီလတွေဟာတကကြီးသူခမရဘယ်တော့သနာဖို့ကောင်းတာတကကြီးနော်ဘိုင်စကုံလည်းမရှိအောင်မှန်ပါဘိုင်စကုံကြည့်ရရင်တော်သေးတယ်နော်ဘိုင်စကုံလည်းမကြည့်အောင်ဘောလုံးပွဲလည်းမကြည့်အောင်ဇက်ပွဲအငိမ့်ပွဲလည်းမကြည့်အောင်ညစာလည်းထမင်းမစားအောင်ဒကမနဲ့လည်းမနေအောင်သာရွှေမျိုးညီကိုမောင်တို့ကလည်းမနေအောင်အနည်းနဲ့သောက်ဆောင်ထိန်ထားတဲ့သီလကြီးနော်ခန္ဓာ၅ပါးယုံနာတရားပြတ်တဲ့ချိန်ကအတိတ်ကိုတွေးလိုက်ဘယ်လိုတွေးလိုက်ငါဟာဘုရားရှင်ကိုရောမြတ်ကြီးဝိနည်းသိက္ခာပုဒ်ဟာဘယ်လိုဟာမြငါအာဘမဖြေရတဲ့ဟာမြရှိတယ်လဲဆိုပြီးတော့အတိတ်ပြန်ပြီးကြည့်ခန္ဓာပြတ်တော့ပြတ်တော့မယ်ဆိုတော့အတ္တသူအတိတ်ကလာတော့ဆွဲသံတရားရှိတဲ့ဥပါဒံဖြစ်နေတဲ့ဥပါဒံစိတ်ကလေးမှန်ပါအဲ့ဒီစိတ်ကလေးကသွားပြီးအတိတ်တွေးတိုက်တော့တခါတည်းအာဘမဖြေရတဲ့ဥစ္စာဘာရှိသေးလဲဆိုအတိတ်ပြန်တွေးမှန်ပါဘယ်တော့ငါအာဘမဖြေခဲ့တာငါလှုပ်ထားတဲ့ဥစ္စာပဲအာဘမဖြေတဲ့ဥစ္စာဘယ်ဟာများကြံသေးလဲဆိုပြီးပြန်ပြီးဆင်ကျင်လိုက်တဲ့အချိန်ကလှေလေးနဲ့ရေတွေနဲ့အဲ့ဒီကြာပင်ကြာလေးကလေးကဘောလုံးနဲ့မနှောထွာရကပေါ်လာပါမှန်ပါငါဒါလေးတော့အာဘလည်းမဖြစ်ရဘူးဒါများငါများခံရပါခံရအောင်မလားဒီလိုတန်တရားလေးရှိတယ်ဥပါဒာလေးမှန်ပါဗျာဥပါဒာနော်အဲ့ဒီစိတ်ကလေးဖြစ်ရချာနဲ့ကဲဒကာကြီး
န္ဓာ၅ပါးယုံနာတရားလည်းပြည့်လည်းပြည့်ရောငကားကြီးဖြစ်တာပိဋ္ဌာကြီး မှန်ပါဗျာ အနည်းနဲ့သောက်ဆောင်ထိန်းထားတဲ့သီလကယ်နိုင်သေးလား မကဲနိုင်ပါဘူးဗျာ အဲ့ဒီသီလကဘာလဲတဲ့သီလသာသနာဖြစ်ပါမလား မဖြစ်နိုင်ပါဘူးဗျာ ဂုံရှိပါမလား မရှိပါဘူးဗျာ သီလဂုံသမာဓိဂုံပညာဂုံ မှန်ပါ သီလသာသနာသမာဓိသာသနာပညာသာသနာ မှန်ပါ သာသနာ300တည်နိုင်မှာမလား မသိနိုင်ပါဘူးဗျာ မတည်လို့ပိဋ္ဌာဖြစ်တာ မှန်ပါဗျာ တည်ရင်ပိဋ္ဌာဖြစ်ပါမ မ လား ဖြစ်နိုင်ပါဘူးဗျာ နော် မှန်ပါ သီလဂုံသမာဓိဂုံပညာဂုံသီလသာသနာသမာဓိသာသနာပညာသာသနာသာသနာ300မတည်ခြင်းကြောင့်မလို့သူ့မှာအပယ်လေးပါးကြပြီးတော့ပိဋ္ဌာကြီးဖြစ်ရ မှန်လားပါဗျာ ဂေါရမမြတ်စွာဘုရားသာသနာကြီးဖြစ်လာတော့ဘုရားပွင့်တဲ့အချိန်ခါကျတော့အဲ့ဒီနဂါးကြီးကသွားပြီးငိုလျှောက်ရှာတယ် မှန်လားပါဗျာတတိတော့အနှစ်2000စောင့်ထိန်းထားတဲ့သီလသေဂာနိစိတ်စိတ်ကြပြီးအဲ့ဒီပိန့်ကြလက်ကလေးပိန့်ကြလက်ကလေးကိုသွားပြီးဖြတ်လို့အာဘမဖြစ်ရဘူးသံဃာလေးဥပဒံဖြစ်သွားတဲ့ဥစ္စာသီလအနှစ်2000စောင့်ထိန်းထားတဲ့သီလကမကယ်နိုင်ပါဘူးဗျာငိုပြီးတော့ဘုရားလျှောက် မှန်ပါဗျာ ကဲအဲ့ဒီသီလကလောကီဂုံမဲရမယ်ကံပေါ်တဲ့အခါချိုးပေးမယ် မှန်ပါ နော်အဲ့ဒါကြောင့်မလို့ဘာကြောင့်မို့လို့လဲတဲ့ဘာကြောင့်မို့လို့ဒီယဟန်ကြီးဟာအပယ်လေးပါကြလဲဆိုတော့တက္ကကြီး မှန်ပါ ပြည်သူပိုင်းပစ္စည်းအလွဲသုံးစားလို့ မှန်ပါဗျာ နော်သုတ်တန်ဆရာတော်ဘုရားကြီးဟောတဲ့အကြောင်းတရားကိုဥစဉ်ကအကျိုးတရားဟောမှာ မှန်ပါ နော်ဥစဉ်စာမမတတ်ဘူး မှန်ပါဗျာ စာမတတ်တော့ဆရာတော်ဘုရားကြီးဒီအကြောင်းခံသွားတဲ့တရားကိုအကျိုးတရားခေါ်အောင် မှန်ပါဗျာ အဲ့တော့တက္ကကြီးကပြစ္ဆုတ်မှာဟောဆို မှန်ပါဗျာ ပြစ္ဆုတ်မှာဟောတော့ဘာဟောမှမသိ မှန်ပါဗျာ ဘာဟောမှမသိတော့အဲ့တော့အကြောင်းပေါ်လာတာကဂုံလို့ပေါ်လာ မှန်ပါဗျာ သီလဂုံသမာဓိဂုံပညာဂုံနောက်ပြီးတော့ဆိုရှယ်လစ်တိုင်းပြည် မှန်ပါ ဆိုရှယ်လစ်စနစ် မှန်ပါ သဘာဝတရားသဘောတရားအင်းညာမြညာသဘောတရား မှန်ပါ လောကုတ်တရားနဲ့ကသဘာဝသာမြညာသဘောတရား မှန်ပါ လောကီနဲ့ကသဘောတရားအင်းညာမြညာသဘောတရား မှန်ပါ ဒါကလောကီနဲ့ မှန်လောကီနဲ့ပါ လောကီလောကုတ်တရားနဲ့ကသာမြညာသဘာဝလက္ခဏာ မှန်ပါ ဘုရားလက္ခဏာပဲဟောတယ် လက္ခဏာပဲဟောပါဗျာ ဒီလိုလက္ခဏာကိုပိုင်ပိုင်သိမှာ မှန်ပါဗျာ ဆိုရှယ်လစ်တိုင်းပြည်ကြီးအေးချမ်းသာယာရှိ မှန်ပါဗျာ အနုမို့တက္ကကြီးဥပဇင်46နှစ်လုံးလုံးဟာတက္ကကြီးပြည်သူပိုင်ပစ္စည်းတွေကြီးအလွယ်သုံးစားလုပ်ခဲ့လို့တက္ကကြီးလောကီလိုပြည်သူပိုင်ပစ္စည်းတွေအလွယ်သုံးစားလုပ်ခဲ့လို့ထောင်လက်ချခဲ့တယ်9နှစ် မှန်ပါဗျာ ပလိတ်အရိုက်ခံရရဘယ်ပြောကောင်းမလဲ မှန်ပါဗျာ ထောင်က9နှစ် မှန်ပါ ပလိတ်အရိုက်ခံရတော့တော့ဟိုတုန်းကတော့တက္ကကြီးပလိတ်မြေရ CID မြေရတခါတည်းကိုဒီမှာကြောက်နေရတာပလိတ်မြေဘောင်းမြေမြေရတခါတည်းကိုဒီမှာဘယ်လိုလုပ်နေရမှမသိဘူးနော်ဟိုတုန်းကအခုတော့ပလိတ်မြေတော့ကြွမဆိုင်ဘူး စိုက်တော့ပါဗျာ ဘောင်းမြေမြေလည်းကြွမဆိုင်ဘူး စိုက်တော့ပါဗျာ ဟိုတုန်းကပြည်သူပိုင်ပစ္စည်းအလွဲသုံးစားလုပ်ခဲ့လို့ မှန်ပါဗျာ နော်ပြည်သူပိုင်ပစ္စည်းအလွဲသုံးစားလုပ်လို့ပလိတ်လည်းကြောက်ရတယ် ကြောက်ပါပါဗျာ ဘိုးတွေလည်းကြောက်ရတယ် ကြောက်ပါပါဗျာ တရားလူကြီးဆိုတာတော့မပြောနဲ့တော့တခါကြီး မှန်ပါ နော်ဘာကြောင့်ဒီတရားလူကြီးကြောက်ရတာလဲဘိုးကြီးတွေဘိုးလေးတွေကိုကြောက်ရတာလဲပလိတ်တွေကြောက်ရတာလဲရာဆုံးတွေကြောက်ရတာလဲအင်ဇဘက်တော်တွေကြောက်ရတာလဲ CID စုံတော့တွေကြောက်ရတာလဲဆိုတော့ပြည်သူပိုင်ပစ္စည်းအလွဲသုံးစားလုပ်တော့သူတို့ကလိုက်တာပေါ်တခါကြီး မှန်ပါသိရှိလို့ပါဗျာ နော် မှန်ပါ အခုတော့ပြည်သူပိုင်ပစ္စည်းအလွဲသုံးစားမလုပ်ဘူး မှန်ပါဗျာ အလွဲသုံးစားမလုပ်တော့ဘိုးမိုးလည်းကြောက်ဖို့လိုသေးလား မလိုတော့ပါဘူးဗျာ CID ရော မလိုတော့ပါဘူးဗျာ ပလိတ်ရော မလိုတော့ပါဘူးဗျာ တရားလူကြီးရော မလိုတော့ပါဘူးဗျာ ဝန်ထောက်ရော မလိုတော့ပါဘူးဗျာ ဘလို့မှမကြောက်ဘူး မှန်ပါမလိုတော့ပါဘူးဗျာ ပြည်သူပိုင်ပစ္စည်းမှအလွဲသုံးစားမလုပ်ပဲ မှန်ပါဗျာ အဲ့တော့ပြည်သူပိုင်ပစ္စည်းအလွဲသုံးစားလုပ်တာဥပဒေ46နှစ် မှန်ပါဗျာ အဲ့တော့ပြည်သူပိုင်ပစ္စည်းအလွဲသုံးစားလုပ်တဲ့နည်းစိတ်ကလေးတွေကိုပြောချင်လို့တခါကြီး မှန်ပါဟုတ်ပါ နော် ဗျာ ပြည်သူပိုင်ပစ္စည်းအလွဲသုံးစားလုပ်နေတာဘယ်လိုလုပ်တယ်46နှစ်လုံးလုံးဟာပြည်သူပိုင်ပစ္စည်းအလွဲသုံးစားလုပ်ခဲ့တယ်ဥပဒေ မှန်ပါ ဘယ်လိုပြည်သူပိုင်ပစ္စည်းအလွဲသုံးစားလုပ်ခဲ့တယ်လဲလို့ဆိုတော့တခါကြီးတကား6ပေါက်အာယုံကအာယုံ6နဲ့တိုက်ခိုက်တိုင်းပြည့်ညက်လည်းပြည့်ညက်မှမသိဘူးပရမတ်လည်းပရမတ်မှမသိဘူးဝေဒနာမှလည်းမသိဘူးခန္ဓာ၅ပါးလည်းမသိခဲ့ဘူးသစ္စာ၄ပါးလည်းမမြင်ခဲ့ဘူးမမြင်ခဲ့လို့တကားကြီးပြည်သူပိုင်ပစ္စည်းတွေဥပဒေအကုန်သိနေ မှန်ပါ မျက်စိနဲ့မြင်ရတဲ့သိနေတာ သိခဲ့ပါ နားကမြင်ကြားရတဲ့သိနေတာ သိခဲ့ပါလေ ပြည်သူပိုင်ပစ္စည်းတွေအလွဲသုံးစားလုပ်ခဲ့လို့တကားကြီး
ဒါကပရမတ်ပြောတော့မှာ မှန်ပါ ဘုန်းတော်ကလောကီပြောတာ လောကီပါ ပြည်သူပိုင်ပစ္စည်းသိမ့်လိုက်တော့ဟိုတုန်းကတော့ဓမြတွေဘာတွေတိုက်တာကို မှန်ပါဗျာ နော်သူများပစ္စည်းတွေယူတာကို ဒီပါဗျာ သူများပစ္စည်းတွေထောင်းနေကြတယ် မှန်ပါ ပလိတ်ဆိုတာတော့ရိုက်ခံလိုက်ရတာမပြောချင်ဘူးတခါကြီး မှန်ပါ တခါကြီးရိုက်တာဆိုတော့ဘယ်ပြောကောင်းမလဲ မှန်ပါ အကြည့်ကျယ်ရိုက်တာပဲအခုခေါင်းအကွက်ကြီးဖြစ်နေတယ်ပလိတ်ဘယ်မှာရိုက်တာလဲတဲ့ကမာယုတ်ကလှဲရန်ခ မှန်ပါ လှဲရန်ခပါမမလေးဆိုတော့ပိုက်လုံးနဲ့တီးတွေ့တာ မှန်ပါဗျာ မမလေးပိုက်လုံးနဲ့တွေ့တယ်ဘယ်လောက်တွေ့လဲဆိုတော့ဒီမှာ2နာရီလောက်တွေ့တယ် မှန်ပါ ပလိတ်4ယောက်ကတခါတည်းဘယ်လိုပြလက်တစ်ဖက်စီဆွဲတယ် မှန်ပါ နှစ်ဖက်ကနေပြီးတော့ပလိတ်4ယောက်ကနင်းထားနင်းထားပြီးတော့အဲ့ဒီမမလေးပိုက်လုံးကလည်းတခါကြီးဘယ်လောက်လဲတဲ့ဟိုတဲ့ဒါကြောင့်မလို့ကြောက်ကြနော်မမလေးပိုက်လုံးနဲ့တွေ့မှာဆိုလို့ မှန်ပါဗျာ နော်အခုခေတ်ကြီးကမမလေးပိုက်လုံးနဲ့တွေ့မှာ ပြပါပါဗျာ ဦးပစင်းတော့တွေ့ခဲ့ပြီ ပြခဲ့ပါပြီ နော်ဟိုတုန်းကကမာယုတ်ကတ်တဲမှာ မှန်ပါ ပလိတ်က6ယောက်ပလိတ်က6ယောက်တီးတာရိုက်တဲ့ပုဂ္ဂိုလ်က1ယောက်ဆိုတော့9ယောက်ပေါ်တခါကြီး မှန်ပါဗျာ မမလေးပိုက်လုံးကလည်းတခါကြီးတော်တော်လေးကြီးတယ် မှန်ပါ ဘယ်လောက်ရှိမလဲဆိုလို့ရှိရင်ချလိုက်လို့ရှိရင်တော့ဒီမှာအတန်ကတော့မထွက်ဘူးအထက်ကနည်းနည်းလေးကအပေါက်ကလေးသေးသေးလေး မှန်ပါ အဲ့တော့ချလိုက်လို့ရှိရင်ထုံးနဲ့အဲ့ဒါချလိုက်တာတခါကြီးဘယ်ပေါက်မလဲတဲ့အထဲကြီးကြီးတာ မှန်ပါ အထဲကြီးမမလေးပိုက်လုံးကမာယုတ်က မှန်ပါ ကမာယုတ်ကတဲ့ဆိုတာဘာလဲတဲ့တောင်လုံးပြ မှန်ပါ အခုပါလာတဲ့ဦးစင်းတို့ဟိုတဲ့တကားဘိုးတို့ဆိုတဲ့ဥစ္စာတောင်ညွန့်လေ မှန်ပါ တောင်ညွန့်ဒီဘက်တောင်လုံးပြန်ကတ်ဆိုတာရှိတယ် ရှိပါတယ်ဗျာ အဲ့ဒီကကသားဆိုးသည် မှန်ပါ နော်သားဆိုးသည်တဲ့ကတ်ဆိုရင်ဟိုတုန်းကတော့တကားကြီးပြည်သူပိုင်ပစ္စည်းတွေအလွဲသုံးစားလုပ်ခဲ့တော့တကားကြီးပြိယံကြောက်နေရ မှန်ပါဗျာ အခုတော့ပြည်သူပိုင်ပစ္စည်းအလွဲသုံးစားမလုပ်တော့ မှန်ပါ မလုပ်တော့ပါလေတဲ့ပြိလည်းမကြောက်ဘူးဘိုးလည်းမကြောက်ဘူးတရားလူကြီးလည်းမကြောက်ဘူး CID လည်းမကြောက်ဘူး မှန်ပါဗျာ ဟိုတုန်းကတကားကြီးအဲ့လို့ရှိရင်ခွေးကဝုန်းဝုန်းဆိုတော့မလီကြပြပြထပြီးတော့တခါတည်းကိုအိမ်တော့ဖေးဆင်းပြေးရ မှန်ပါဗျာ ပြိလာမလားလို့ မှန်ပါ အခုတော့အိတ်လို့ကလည်းဝပါဗျာ မှန်ပါ စားလို့ကလည်းကောင်းပါဗျာ မှန်ပါ ခွေးဟောင်းနိုင်မထဘူး ထားပါပါဗျာ ခွေးဟောင်းနိုင်မထဘူး ထားပါပါ ဟိုတုန်းကခွေးဟောင်းရင်ထပြေးနေရတယ် မှန်ပါ အခုဟောင်းငင်တိုင်းဟောင်းခွေးဟောင်းငင်တိုင်းဟောင်းမထဘူး မှန်ပါ ခွေးဟောင်းငင်ဟောင်းနေအတားကြီးအိယာတဲ့အရေးပြတ်တာပေါ့ အေးမဟုတ်တော့ပါဗျာ မဟုတ်တော့ဘူးဟိုတုန်းကပြည်သူပိုင်ပစ္စည်းတွေသိမ့်တော့ပလိရန်ကြောက်တော့တကကြီးထိုတုန်းကပလိကလည်းတကကြီးညဘက်လာဝိုင်းတာ မှန်ပါ ဝုန်းဆိုရင်အဲ့ဒါကြပြပြတွေ့မလွယ်ပေါက်ထားတယ် မှန်ပါ အိမ်မှာ မှန်ပါ ဝုန်းဆိုခွေးဟောင်းလိုက်လို့ရှိရင်မလွယ်ပေါက်ထားရတယ်ကြပြပြဆင်းပြီးတော့တခါမလွယ်ပေါက်ကဆင်းပြီးတခါတည်းပြရတယ် မှန်ပါ ဘာကြောင့်ဆင်းပြရလဲဆိုတော့ပြည်သူပိုင်သိမ့်ထားတော့မလုံးဘူးစိတ်က မှန်ပါဗျာ အဲ့ဒါအခုတော့ပြည်သူပိုင်မသိမ့်တော့ဘူးတခါကြီးသိတာပြီ မှန်ပါ အဲ့တော့သိတော့တာပေါ့20လအယုတ်ကြည်အရေးခန့်လူသိရင်သိမသိတရားရဆိုပြီးတော့နေလားငါလားကျင့်လာတော့တခါကြီးသိတာ မှန်ပါပြီလား ရှိတာနဲ့မရှိတာကိုပြည်သူပိုင်ပစ္စည်းကဒါပြည်သူပိုင်ပစ္စည်းမဟုတ်တာကဒါဆိုတာသိလာတော့ပြည်သူပိုင်ပစ္စည်းကိုဘေးဖြစ်မဲ့ပစ္စည်းကိုမလုပ်တော့ လောက်တော့ပါ ဘေးမရှိတာသာသိတော့တယ်တကယ် မှန်ပါ ဘေးဖြစ်မဲ့ပစ္စည်းမလုပ်တော့ မှန်ပါ နော်အဲ့တော့ဘေးဖြစ်မဲ့ပစ္စည်းကပြည်သူပိုင်ပစ္စည်းကဘယ်ပစ္စည်းလဲတဲ့တကယ်ကြီးသိကျင် မရှိတော့ပါ စိတ်တွေပြောကျင်လို့နော်ပြည်သူပိုင်ပစ္စည်းကဥပဒေ46နဲ့လုံးလုံးပြည်သူပိုင်ပစ္စည်းတွေကိုသိမ့်လာခဲ့တာတွေပြောတာနော် မှန်ပါ ခုနတုန်းကလောကီနယ်ကပြောတယ် လောကီနေပါ အခုလောကုတ်တရားနယ်ကပြည်သူပိုင်ပစ္စည်းသိမ့်ပုံလေ မှန်ပါ ဘယ်လိုသိမ့်လဲတဲ့တကား6ပေါက်အာယုံကအာယုံ6နဲ့တိုက်ခိုက်တိုင်းဟာဖြစ်အခုတော့ကိစ္စမရှိသေးဘူးတကယ်ကြီး မှန်ပါ အခုလောကီကအခုလောက်ပဲအခုသိမ့်လိုက်အခုခံရ မှန်ပါ အခုလောကုတ်တရားနယ်ကပြည်သူပိုင်ပစ္စည်းကအခုပြစ္ဆုတ်ပါမှာဒီပစ္စည်းသိမ့်ထားလို့ရှိရင်အနာဂတ်ကြတော့ခံရလိမ့်မယ် မှန်ပါဗျာဘုရားထားပါ သဘောတရားတွေကနော်အဲ့တော့ဥပဒေဟာ46နဲ့လုံးလုံးပြည်သူပိုင်ပစ္စည်းတွေသိမ့်လာခဲ့တယ်တဲ့ မှန်ပါ ဘယ်လိုသိမ့်လာခဲ့လဲတဲ့တကား6ပေါက်အာယုံကအာယုံ6နဲ့တိုက်ခိုက်တိုင်းယုံလည်းမသိခဲ့ဘူးနာလည်းမသိခဲ့ဘူးပြည့်ညက်ပရမတ်လည်းမကွဲခဲ့ဘူးနာဤအာယုံရောက်ဖြစ်နေတဲ့ဥပဒါခန္ဓာ၅ပါးဖြစ်နေတာလည်းမသိခဲ့ဘူး မှန်ပါ အကြောင်းအကျိုးသစ္စာ၄ပါးလည်းမမြင်ခဲ့ဘူး မှန်ပါ မမြင်ခဲ့တော့အဲ့တော့မျက်စိတကားနားတကားနှာခေါင်းတကားပါးစပ်တကားကိုယ်တကားမနှောတကားတကား6ပေါက်အာယုံကအာယုံ6နဲ့တိုက်ခိုက်တိုင်းပြည်သူပိုင်ရဲ့ပစ္စည်းတွေအကုန်သိမ်းတာပဲ မှန်ပါဗျာ ဘယ်လိုပြည်သူပိုင်ပစ္စည်းတွေသိမ်းလဲတဲ့ မှန်ပါမရှိတော့ပါ မျက်စိနဲ့မြင်လိုက်ပြီတကားကြီး မှန်ပါ ပြည်သူပိုင်ပစ္စည်းသိမ်းပုံလေ မှန်ပါ သဘောတရားတွေပရမတ်လို့သဘောတရားတွေပြဉ္ညာကိုပြောတာတော့ မှန်ပါ ပြဉ္ညာတင်စားပြီးပြောတာသဘောပေါက်အောင်လို့ မှန်ပါ အဲ့ဒီတော့မျက်စိနဲ့မြင်လိုက်တယ်တကားကြီးကိုကြိုက်နှစ်သက်တဲ့အသင်းလေးကိုမြင်လိုက်ပြီတကားကြီး မှန်ပါ ရုပ်မှမသိနာမှမသိ
ပြဉ္ညာပရမတ်မကွဲဘူးမကွဲတော့မျက်စိနဲ့မြင်လိုက်တဲ့အချိန်ခါကျတော့တခါကြီးသာယာနှစ်သက်တဲ့အသင်းလေးကြတော့အဲ့ဒီအသင်းလေးကိုလောဘတိဖြစ်ပြည်သူပိုင်သိမ့်လိုက်ပြန်လောဘဖြစ်နေပြီသူများသမီးလေးမြင်လိုက်ပြီတခါကြီးသူများသမီးလေးမြင်လိုက်တော့တခါကြီးသူများပစ္စည်းလေးမြင်လိုက်တော့လိုချင်တယ်တတ်မဲ့တယ်သူများသမီးလေးမြင်လိုက်တော့လိုချင်တယ်တတ်မဲ့တယ်ရာလောဘစိတ်ဖြစ်တယ်အဲ့ဒါပြည်သူပိုင်ပစ္စည်းသိမ့်လိုက်ပြန်ပြီဒီသဘောလေးသိမ့်လိုက်တဲ့ဟာကိုဘလူတွေ့ကိုသာသိရနော်ဟိုတော့ကဒီလိုပြည်သူပိုင်ပစ္စည်းမှမသိခဲ့ဘူးမသိခဲ့တော့တခါကြီးဘယ်လိုဖြစ်လာလဲဥပဒေမသိခဲ့တာပြောတာမျက်စိနဲ့မြင်လိုက်တဲ့အချိန်ခါဒကမလေးမြင်လိုက်ပြီဆိုရင်ချောလိုက်တာလှလိုက်တာဝလိုက်တာဒကမကိုလောဘစိတ်ဖြစ်တယ်နော်မချောတာမြင်လိုက်ပြီဆိုမကြည့်ခြင်းနဲ့ဒေါသစိတ်ဖြစ်တယ်အဲ့ဒီဒကမအမြင်ရင်လောဘနဲ့ဒေါသဖြစ်တာဘာကြောင့်ဖြစ်တယ်လဲယုံနဲ့နာမသိလို့ပြဉ္ညာပရမမကွယ်လို့နာဣအာယုံကြောင့်ဖြစ်နေတဲ့ဥပါဒံခန္ဓာစိတ်တရားဖန်ဆင်းထားတဲ့ယုံမှမသိလို့မသိခြင်းကြောင့်မောဟဖုံးလွှမ်းခြင်းကြောင့်သစ္စာလေးပါမမြင်လို့မောဟဖုံးလွှမ်းခြင်းကြောင့်မို့တကားကြီးယာကဒေါသမောဟဒီစိတ်တွေဖြစ်ရအဲ့ပြည်သူပိုင်းသိလိုက်မျက်စိနဲ့မြင်လိုက်တဲ့အခါလောဘဒေါသမောဟဆိုတာအဲ့ဒါပြည်သူပိုင်းပစ္စည်းပဲသူများသမီးလေးကိုလောဘဒေါသမောဟဖြစ်သွားအဲ့ဒါပြည်သူပိုင်းပစ္စည်းသိလိုက်တာပဲလောကုတ်တရားနယ်ကအဲ့ဒီစိတ်ဖြစ်ထားတကားကြီးတဘာသာလို့ပြောတာစားလို့မပါဘူးဘာသာလို့ပြောရင်ဒကမာကြီးတွေဒကာကြီးအကုန်သိပြီခလေးလည်းသိတယ်ကလားလည်းသိတယ်ရုရှားလည်းသိတယ်အမေရိကန်လည်းသိတယ်ချင်းလည်းသိတယ်ကရင်လည်းသိတယ်ဘာသာလို့ပြောရင်အားလုံးသိပါဗျာအခုဘာသာပြန်နေထုတ်မတာဘူးလားသစ္စာလေးပါဘာသာလို့ပြောတာနော်နောက်သဘောပြောမယ်သာသနာ300ဂုံဖြစ်နေဖို့သရဏဂုံတီးနေဖို့သရဏဂုံတီးတာကဘယ်လိုပုံကုမျိုးမှတီးလိုက်တဲ့သီလဂုံသမာဓိဂုံပညာဂုံဒီဂုံ3ခုသီလသာသနာသမာဓိသာသနာပညာသာသနာ300တီးသွားမှဂုံ3ခုရသရဏဂုံရတာတကယ်လောကီလေးနဲ့သိုးနေလို့ရတာမဟုတ်ဘူးလောကီဂုံတော့ပဲရတယ်လောကုတ်တရားဂုံမရနိုင်နော်အဲ့ဒီတော့ဥပဒေဟာမျက်စိဘောက်ကနေပြီးတော့ပြည်သူပိုင်းပစ္စည်းတွေသိနေတာတကယ်ကြီးမြင်လိုက်တဲ့သူများကိုကြိုက်နေတဲ့အစင်းလေးမြင်လိုက်တော့လောဘမကြိုက်မနေတဲ့အစင်းလေးကိုမြင်လိုက်ရင်မကြည့်ခြင်းနဲ့စိတ်ဒေါသသူများရွှေလက်ကောက်ကလေးတွေဆွဲကြိုးလေးတွေစိန်လက်စုပ်ကလေးတွေစိန်လက်ကောက်ကလေးတွေဝက်ထားပြီးဆိုရင်မြင်လိုက်ပြီးဆိုရင်လိုချင်တဲ့လောဘဒါတွေကဒီစိတ်ကလေးတွေဘယ်လိုသိလဲတကယ်ဒီလိုမှမသိပါဘူးဗျာအဲ့ဒါသူများပစ္စည်းကိုကိုကလိုချင်တယ်ဆိုတာပြည်သူပိုင်းသိမ့်လိုက်ပြီမျက်စိကဒီစိတ်တွေကိုသိလားပြောတော့သိတယ်လို့ပြောတယ်စိတ်ကိုသိနိုင်ဖို့ကကျင့်မှသိမကျင့်မဲနဲ့သိတယ်ဆိုတာအလကားပြောတာမကျင့်မဲနဲ့သိတယ်ဆိုတာဥစ္စာဟိုရောင်ဒီရောင်နဲ့အဲ့တော့အကျင့်နယ်ကပုဂ္ဂိုလ်ကသူများစိတ်ကိုမစစ်ဘူးကိုယ်စိတ်ကိုစစ်တာမှန်ပါဗျာသူများစိတ်စစ်လို့ရှိရင်သူများအကြောင်းပါသွားရင်မကောင်းဘူးကိုယ်စိတ်ကိုစစ်မှအမှန်တရားရကိုယ်စိတ်ကလေးဖြစ်ပုံကိုသိရမှာကိုယ်စိတ်မှကိုမစစ်ဖဲနဲ့သူများစိတ်စစ်လို့ရှိရင်ဟုတ်ပါဘူးဟုတ်ပါဘူးဗျာအဲ့ကြောင့်ဘုရားကလည်းကိုယ်စိတ်ကိုစစ်တယ်နော်ကိုယ်စိတ်ကိုစစ်ရမယ်အချိန်ရောက်လာပြီတကယ်ဥပဒေဟာ20လဟာနေလားငါလားအယုတ်ကြည်ကြည်အေးခန့်ခန့်မျက်စိတကနားတကနှာခေါင်းတကပါးစပ်တကကိုယ်တကမနောတကတကား6ပေါက်အာယုံ6နဲ့တက်ခိုက်စိတ်ကလေးတွေစစ်လာတော့ကိုယ်စိတ်ကလေးဖြစ်ပုံနဲ့အကုန်လုံးသိလားမှန်ပါမျက်စိပေါက်ကလည်းသာယာတာမြင်လိုက်တော့သာယာတဲ့လောဘမသာယာတာလေးမြင်လိုက်တော့မကြည်ခြင်းတဲ့ဒေါသနော်ဒီလောဘနဲ့ဒေါသဖြစ်တာဘာကြောင့်လဲတဲ့သစ္စာလေးပါမမြင်လို့ပါဗျာယုံနဲ့နာမသိလို့မှန်ပါဗျာပညာပရမမကွဲလို့မကွဲခြင်းကြောင့်မလို့တကားကြီးလောဘဒေါသမောဟဆိုတဲ့ဒီတရား3ပါးဖြစ်အဲ့ဒါကိုကတော့မသိချဘူးကိုကပြည်သူပိုင်သိမ့်လိုက်နော်နားတဲ့အသာနဲ့ကြားလိုက်တယ်တကားကြီးသာယာနှစ်သက်တဲ့အသံလေးကြားလိုက်တော့အဲ့ဒီအသံလေးပေါ်မှာသာယာနေတာလေဒီဥသံလေးများကြားလိုက်ရင်မခွာနိုင်ဘူးမခွဲရနိုင်ဘူးဘယ်ကလာသီလလုံးပါလဲလုံးနိုင်ပါဘူးလုံးမလားလုံးပါဘူးဟမ်အသံကိုဒါလေးကိုသာယာနေတာနော်အဲ့ဒီအသံလေးပေါ်မှာပြည်သူပိုင်သိနေတာနော်မသာယာတော့အသံကိုကြားလိုက်တယ်ဘုံချုပ်ကြီးအစိုးရကနေပြီးဆိုရှယ်လစ်တိုင်းပြည်ကနေပြီးတော့ပစ္စည်းတွေသိမ်းလိုက်ပြီးဘယ်ဟာအထည်တွေသိမ်းလိုက်ပြီးဆိုတော့မကြားချင်ဘူးကြားချင်တော့ပါဘူးဒေါသနော်အသံနဲ့ကြားကြိုက်နေတဲ့အသံလေးကိုကြိုက်နေတဲ့အသံလေးကိုလေဒီယိုသံလေးသာယာနေတဲ့ခမုံခဲသွားတဲ့အသံလေးခမုံပြောသွားတဲ့အသံလေးကြားလိုက်တော့သာယာတယ်မှန်ပါဗျာနော်ပစ္စည်းတွေသိမ်းပြီဆိုတော့မကြားချင်တဲ့စိတ်မှန်ပါ
ဒေါသ ဒေါသပါ ကဲပြည်သူပိုင်သိမ့်လိုက်ပြန်ပြီ မှန်ပါ နော်အဲ့ဒီအတန်ကိုလောဘနဲ့ဒေါသဖြစ်တာဘာကြောင့်လဲတဲ့သစ္စာလေးပါမမြင်လို့ဝေဒနာမှမသိလို့ မှန်ပါဗျာ နော်ဝေဒနာမှမသိလို့မောဟဖုံးလွှမ်းခြင်းကြောင့်မို့လို့လောဘကဒေါသရဲ့မောဟရဲ့အတန်ပေါ်ပြည်သူပိုင်သိမ့်လိုက်တဲ့အတန် မှန်ပါ အဲ့ဒါပြည်သူပိုင်သိမ့်တာ မှန်ပါ နော်ပြည်သူပိုင်သိမ့်ရင်ထောင်ကြမယ် မှန်ပါဆောင်းကြပါမယ် မကြဘူးလား ကြပါမယ် အခုလောကီမှာပြည်သူပိုင်นี่အလွဲသုံးစားလုပ်တဲ့ပုဂ္ဂိုလ်ထောင်နဲ့ဆွဲနေမဟုတ်လား မှန်ပါဗျာ အဲ့အခုလည်းပဲဥပဇင်းဟာ46နှစ်လုံးပြည်သူပိုင်နေသိမ့်လာခဲ့ မှန်ပါဗျာ နှာခေါင်းပေါက်ကလည်းကြိုက်နေတဲ့အနံ့လေးကိုနမ်းလိုက်တော့အဲ့ဒီအနံ့ပေါ်မှာလောဘ မှန်ပါ မကြိုက်မနေတဲ့အနံ့ကိုနမ်းလိုက်တော့မနှမ်းညင်တဲ့စိတ်ဖြစ်သွားတယ်ဒေါသ မှန်ပါ အဲ့ဒီလောဘတဲ့ဒေါသဒီအနံ့ပေါ်ဖြစ်သွားတာဘာကြောင့်လဲတဲ့ဝေဒနာမှမသိဘူးယုတ်နဲ့နာမသိဘူးသစ္စာလေးပါမမြင်ခဲ့ဘူး မှန်ပါ မမြင်ခြင်းကြောင့်မလို့မောဟဖုံးလွှမ်းခြင်းကြောင့်မလို့လောဘကဒေါသရဲ့မောဟရဲ့အနံ့ပေါ်မှာပြည်သူပိုင်သိမ့်နေ မှန်ပါဗျာ ပြည်သူပိုင်ပစ္စည်းအလွဲသုံးစားလုပ်တယ် မှန်ပါ ဒီပြည်သူပိုင်ပစ္စည်းတွေကဓမ္မသဘောသူသဘောသူအသီးသီးဆောင်းနေတဲ့ဓမ္မ မှန်ပါ ကိုကနေပြီးတော့တခါတည်းလောဘဒေါသမောဟဖြစ်နေတဲ့ဥစ္စာမဆိုင်တဲ့ဥစ္စာကိုလောဘဒေါသဖြစ်နေတဲ့ဥစ္စာပါလေတဲ့ပြည်သူပိုင်သိမ့်တာ မှန်ပါဗျာ ဟောသုတ်တန်ဆရာတော်ဘုရားကြီးကအကြောင်းခံဟောလို့ဥပဇင်ကဒါဟောရတာပါ မှန်ပါဗျာ ဥပဇင်ကစာတတ်လို့ဟောနေတာမှမဟုတ်ဘူးလေ မှန်ပါ အဲ့တော့အကြောင်းခံပြီးတော့ဆရာတော်ဘုရားကြီးများကအကြောင်းခံသွားတော့ဥပဇင်ကအကျိုးတရားဟောရ မှန်ပါ အဲ့တော့ဒါပရမတ်လို့သဘောတရားတွေကိုပြည့်ညတ်လို့တင်စားပြီးတော့ဒကာရမတွေသဘောပေါက်ဟောတာ မှန်ပါဗျာ စာလို့ဟောနေတာမဟုတ်ဘူးသဘောဟောတာ မှန်ပါ အဲ့တော့လျာနဲ့ရတာနဲ့စားလိုက်တယ်တခါကြီးကြိုက်နေတဲ့အရသာလေးစားလိုက်တော့ကိုကြိုက်နေတတ်တာကို မှန်ပါ အဲ့ဒါလေးကြတော့ရတာရုပ်ပေါ်မှာလောဘ မှန်ပါ မကြိုက်မနေတဲ့အရသာကိုစားလိုက်တော့မစားကျင်တဲ့စိတ်ဖြစ်သွားတယ်မဒေါသ မှန်ပါ ရတာရုပ်ပေါ်မှာပြည်သူပိုင်သိမ့်လိုက်ပြန်ပြီတခါကြီး မှန်ပါဗျာ နော်လောဘနဲ့ဒေါသဖြစ်တာဘာကြောင့်ဖြစ်လဲတဲ့ဝေဒနာမှမသိလို့ မှန်ပါ ယုံနဲ့နာမသိလို့ မှန်ပါ ပြဉ္ညာပရမမကွဲလို့ မှန်ပါ သစ္စာလေးပါမမြင်လို့မမြင်ခြင်းကြောင့်မလို့မောဟဖုံးလွှမ်းခြင်းကြောင့်မလို့လောဘဒေါသမောဟအဲ့ဒီရတာရုပ်ပေါ်မှာလောဘဒေါသမောဟဖြစ်တာအဲ့ဒါပြည်သူပိုင်ပစ္စည်းသိမ့်လိုက်တာ မှန်ပါဗျာ ပြည်သူပိုင်ပစ္စည်းကိုကလောဘလည်းဖြစ်တယ်ဒေါသလည်းဖြစ်တယ်မောဟလည်းဖြစ်တယ်ကိုယ်နဲ့လည်းဘာမှမဆိုင်ဘူး ဆိုင်ပါဦး မဆိုင်မဲနဲ့ဟာကိုကလောဘဒေါသမောဟစားတဲ့အခါမှာဖြစ်နေတာ မှန်ပါဗျာ အဲ့ဒါပြည်သူပိုင်သိနေတာပဲနော်ကိုယ်နဲ့အတွေ့နဲ့ထိမှန်လိုက်တယ်တခါကြီး မှန်ပါ နိုးညံတော့အတွေ့လေးကိုတွေးလိုက်တယ်တခါကြီး မှန်ပါ အဲ့ဒီနိုးညံတော့အတွေ့လေးတွေးတယ်တော့ခဏခဏတွေးချင် မှန်ပါဗျာ အဲ့ဒီပုံမှာလောဘဖြစ်နေတာ မှန်ပါ တော်တော်ကြာရင်အတွေ့တွေးချင်ရင်နိုးညံတော့အတွေ့လေးတွေးချင်ရင်တော်တော်ကြာရင်နိုးညံတော့အတွေ့လေးတွေးချင်ရင်တော်ကြာရင်တွေးချင်ရင်တော်ကြာရင်တွေးချင်ရင်အဲ့ဒီအတွေ့ပေါ်မှာနိုးညံတော့အတွေ့ပေါ်လောဘဖြစ်တယ်အပြည်သူပိုင်တိတ်သိမ့်လိုက်ပြန်ပြီနော်အတွေ့ပေါ်မှာအတွေ့ရုပ်ပေါ်မှာခန္ဓာတွေကနေပြီးတော့ကိုယ်သတ်မဲ့ရုပ်တွေရုပ်မှလည်းမသိဘူးနာမှလည်းမသိဘူး မှန်ပါ ဓာတ်ကြီးလေးပါပေါ်လာတဲ့အချိန်ခါကျတော့ဝေဒနာတွေဖြစ်လာ မှန်ပါ ဘယ်လိုဝေဒနာတွေဖြစ်လာလဲတဲ့တင်းတဲ့ဝေဒနာတွေတောက်တဲ့ဝေဒနာတွေထုံလာတဲ့ဝေဒနာတွေကျင်လာတဲ့ဝေဒနာတွေအောင့်တက်လာတဲ့ဝေဒနာတွေကြိုက်တက်လာတဲ့ဝေဒနာတွေကြက်ပြီးတက်လာတဲ့ဝေဒနာတွေချွေးရီးကြလာတဲ့ဝေဒနာတွေပူတဲ့ဝေဒနာတွေအေးတဲ့ဝေဒနာတွေလှုပ်တဲ့ဝေဒနာတွေတွန်းတဲ့ဝေဒနာတွေမူးလာတဲ့ဝေဒနာတွေအဲ့ဒီဝေဒနာတွေကြတော့မခံစားချင်ဘူးဒေါသဖြစ်တာဆရာဝန်အားကို မှန်ပါဗျာ ဆရာဝန်အားကိုမခံစားချင်တာဗါတဲ့ဒေါသ ဒေါသပါဗျာ လောဘနဲ့နုညံ့သောအတွေ့လေးတွေ့တော့လောဘ ဒေါသပါဗျာ ဓာတ်ကြီးလေးပါပေါ်လာတော့ယုံနာဖြစ်လာပြီးတဲ့ဝေဒနာတွေဖြစ်လာပြီးဆိုတော့မခံစားခြင်းနဲ့ဒေါသ ဒေါသပါ အဲ့ဒါပြည်သူပိုင်သိမ့်လိုက်တာ မှန်ပါဗျာ အဲ့ဒီလောဘနဲ့ဒေါသဖြစ်တာအတွေ့ရုပ်ပေါ်မှာဘာကြောင့်ဖြစ်တယ်လဲတဲ့သစ္စာလေးပါမမြင်လို့ မှန်ပါ ဝေဒနာမှမသိလို့ပြဉ္ညာပရမမကွဲလို့မကွဲခြင်းကြောင့်မောဟဖုံးလွှမ်းခြင်းကြောင့်အတွေ့ရုပ်ပေါ်မှာလောဘဒေါသမောဟဆိုတာအတွေ့ရုပ်ပေါ်မှာပြည်သူပိုင်သိမ့်လိုက် မှန်ပါဗျာ နော်မသိဘူးလား သိပါဗျာ အဲအတွေ့ပေါ်မှာသိမ့်တာနော် မှန်ပါဗျာ မနှောနဲ့ဓမ္မနဲ့ပေါင်းစုံလိုက် မှန်ပါ မနှောနဲ့ဓမ္မနဲ့ပေါင်းစုံလိုက်တဲ့အချိန်ကကျိတ်နေတဲ့တော့ဓမ္မကိုသိလိုက်ပြီတခါကြီး မှန်ပါ အဲ့ဒါကြတော့သာယာတဲ့လောဘ မှန်ပါ မကြိုက်မနေတဲ့ဓမ္မကိုသိလိုက်တော့မသိကျင်တဲ့စိတ်ဒေါသ မှန်ပါ အဲဝေဒနာမှမသိကောင်းတာတဲ့ဝေဒနာမကောင်းတာတဲ့ဝေဒနာမှမသိမသိတော့ပါလေတဲ့သစ္စာလေးပါးလည်းမမြင်ဘူး မှန်ပါ မမြင်တော့ယုံလည်းမသိနာလည်းမသိ မှန်ပါ မသိတော့ဘာဖြစ်လဲတဲ့မောဟဖုံးလွှမ်း မှန်ပါ ဖုံးလွှမ်းခြင်းတော့ဓမ္မယုတ်ပေါ်မှာလောဘကဲဒေါသရဲ့မောဟရဲ့ဆိုတဲ့ဓမ္မယုတ်ပေါ်မှာပြည်သူပိုင်နေသိမ့်လိုက်တာပဲဥစဉ်တော့ မှန်ပါဗျာ သုံးခွားကတကာကြီးတွေတကမာကြီးတွေပြောတာမဟုတ်ဘူး မှန်ပါဗျာ ဥပဇင်46နှစ်လုံးလုံးပြည်သူပိုင်ပစ္စည်းတွေသိမ့်လာတာ မှန်ပါ နော်အဲ့ဒီတုန်းကမြာတကာကြီးသေလို့ရှိရင်ဥပဇင်တော့ဒီမဲ့လူဖြစ်မှာမဟုတ်ဘူး
ဖြစ်ပါမလား ဖြစ်နိုင်ပါဘူးဗျာ ဘာလို့အလွဲသုံးစားပြည်သူပိုင်းပစ္စည်းတွေသိ မှန်ပါ ဘယ်လိုပြည်သူပိုင်းပစ္စည်းတွေသိနေလဲလို့ဆိုတော့မရှိတဲ့တရားကိုသွားပြီးတော့မမြင်အပ်တဲ့တရားတွေသွားမြင်လို့မသိအပ်တဲ့တရားတွေသွားသိလို့ မှန်ပါ နော်မရှိတရားမြင်တာမရှိတရားသိဘယ်လိုသိသလဲမြင်မျက်စိနဲ့မြင်လိုက်တယ်တခါကြီးမျက်စိကမြင်တော့ဒကမမြင်ပြီးဒကမသိလိုက်တာကို မှန်ပါ ဒကာမြင်ဒကာသိခွေးမြင်ခွေးသိဝက်မြင်ဝက်သိနွားမြင်နွားသိကြက်မြင်ကြက်သိရေမြင်ရေသိအဲ့ဒါပြည်သူပိုင်းပစ္စည်းပဲကြိုက်နေတဲ့တဲ့ဟာကြတော့လောဘမကြိုက်မနေတဲ့တဲ့ဟာကြတော့ဒေါသအဲ့ဒီလောဘဒေါသဖြစ်တာဘာကြောင့်လဲတဲ့တင်ညာကပေးနေတာအလင်ခန်းနေတာ မှန်ပါဗျာ နော်မိမပဲချောတယ်လှတယ်စိတ်လှဖန်ဆင်းထားတဲ့ယုံမှလည်းမသိဘူးစိတ်ကြောင့်ဖြစ်နေစိတ်ကြောင့်ဥပါဒံဖြစ်နေတဲ့ဥပါဒံဤယုတ်ကိုမသိဘူး မှန်ပါ ချောတယ်ဆိုလို့ချောတယ်လှတယ်ဆိုလို့လှတယ်စိတ်ကဖန်ဆင်းထားတယ်တကယ်ရှိတာကတော့အမလေးယွန်စရာအနှစ်သာရမရှိတဲ့အသုဘ မှန်ပါဗျာ အနှစ်သာရမရှိတဲ့အယုစု မှန်ပါ ငါးပြားတောင်မပေးတဲ့အသုဘ မှန်ပါ ဒီဟာကြီးကိုစိတ်ကဖန်ဆင်းထားတာမိန်မပဲယောက်ျားပဲဖန်ဆင်းထားတာအဲ့ဒါကြီးကိုဖန်ဆင်းတိုင်းကိုဒကာကြီးတို့ဥပဒေတို့သန္တရာလာစမ်းတဲ့တဲကသင်ညာဝိပါလာသားကလိမ့်လာခဲ့အလိန်ခံလာအခုတည်းကလိန်ကြတော့မယ် မှန်ပါဗျာဒိန်လုံးပါပဲ လိန်တော့ဒကာကြီးခံရလိမ့်မယ်ပြည်သူပိုင်းပစ္စည်းတွေအလွဲသုံးစားဖြစ် မှန်ပါ နော်အဲ့ဒီတော့ဒကာ6ပေါက်ကအာယုံ6နဲ့တိုက်ခိုက်တယ်မျက်စိနဲ့တိုက်ခိုက်လိုက်ရင်ဒကမာမြင်ရင်ဒကမာရဲ့လို့သိလိုက်ပြီဒကာမြင်တော့ဒကာရဲ့လို့သိလိုက်ပြီခွေးကိုမြင်တော့ခွေးရဲ့လို့သိလိုက်ပြီနွားကိုမြင်တော့နွားရဲ့လို့သိလိုက်ပြီရေမြင်တော့ရေကိုသိလိုက်ပြီငါးတွေမြင်တော့ငါးတွေသိလိုက်ပြီကားမြင်တော့ကားကိုသိလိုက်ပြီတောကိုမြင်တော့တောကိုသိလိုက်ပြီတောင်ကိုမြင်တော့တောင်ကိုသိလိုက်ပြီကြက်ကိုမြင်တော့ကြက်ကိုသိလိုက်တယ်အဲ့ဒါတွေကဒကာကြီးမရှိတဲ့တရားတွေမြင်ကုန်ပြီ မှန်ပါ အဲ့ဒီလိုမြင်တဲ့ပုဂ္ဂိုလ်ဟာသီလသာသနာတည်ပါမလား မရှိနိုင်ပါဘူးဗျာ သမာဓိသာသနာမတည်ပါမလား မရှိနိုင်ပါဘူးဗျာ သာသနာ300တည်တယ်လို့ခေါ်နိုင်ပါမလား ခေါ်နိုင်ပါဘူး မျက်စိပေါက်ကနေပြီးသရဏဂုံ3ပါးတည်ပါမလား မရှိနိုင်ပါဘူးဗျာ မိမမြင်လို့တည်ပါမလား မရှိပါဘူးဗျာ ယောက်ျားမြင်ရင်တည်ပါမလားခွေးမြင်ရင်တည်ပါမလားဝက်မြင်ရင်တည်ပါမလားကြက်မြင်ရင်တည်ပါမလားတောမြင်ရင်တည်ပါမလားမော်တော်ကားကြီးမြင်ရင်တည်ပါမလားအိမ်မြင်ရင်တည်ပါမလားတိုက်မြင်ရင်တည်ပါမလားကြောက်ဆင်းသူဖရာကြီးမြင်ရင်တည်ပါမလားရွှေတုံဖရာကြီးမြင်ရင်တည်ပါမလား မရှိပါဘူးဗျာ သရဏဂုံတည်တာကတစ်မျိုး မှန်ပါ ဟိုကလောကီသရဏဂုံလောကုတ္တရာသရဏဂုံလောကီသီလလောကုတ္တရာသီလလောကုတ္တရာသီလကအထုတလဲလုတ်ပြီးအောက်လုံးကြီးနဲ့အောက်ထိန်ရတဲ့သီလမဟုတ် မှန်ပါ လုံပြီးသားသီလနော်အဲ့ဒီတော့ပြည်သူပိုင်းနေသိမ့်လိုက်တာတကကြီးကြီးဥပဇင်းဟာမျက်စိပေါက်ကလည်းလောဘစိတ်ဖြစ်ခဲ့တယ်ဒေါသစိတ်ဖြစ်ခဲ့တယ်မောဟစိတ်ဖြစ်ခဲ့တယ်နာနဲ့အသာနဲ့ကြားလိုက်တဲ့အချိန်ကအသာဤရုပ်ပေါ်မှာလောဘစိတ်ကလေးဖြစ်ခဲ့တယ်ဒေါသစိတ်လည်းဖြစ်ခဲ့တယ်မောဟစိတ်လည်းဖြစ်ခဲ့တယ်နှာခေါင်းနဲ့အနာနဲ့ထိမှန်လိုက်တဲ့အချိန်ကအနတ်ဤရုပ်ပေါ်မှာလောဘစိတ်လည်းဖြစ်ခဲ့တယ်ဒေါသစိတ်လည်းဖြစ်ခဲ့တယ်မောဟစိတ်လည်းဖြစ်ခဲ့တယ်လျာနဲ့ရတာနဲ့စားလိုက်တဲ့အချိန်ကလောဘဒေါသမောဟဒီစိတ်တွေဖြစ်ခဲ့ မှန်ပါ အဲ့ဒီစိတ်တွေဖြစ်တော့တကကြီးမျက်စိကလည်းမြင်လိုက်တဲ့အချိန်ကအသိရုပ်ကလည်းသူ့သဘောနဲ့သူဓမ္မသဘောကြီးသူ့ဟာသူဖြစ်နေတဲ့ဥစ္စာကိုကဒီအပေါ်မှာလောဘဒေါသမောဟဖြစ်ရတဲ့ဥစ္စာအဲ့ဒါပြည်သူပိုင်သိနေတာပဲ မှန်ပါ နော်တကား6ပေါက်အာယုံ6နဲ့တိုက်ခိုက်တိုင်းတကားကြီးမျက်စိတကားနားတကားနှာခေါင်းတကားပါးစပ်တကားကိုယ်တကားမနှောတကားတကား6ပေါက်အာယုံ6နဲ့တိုက်ခိုက်တိုင်းဥပဇင်းတော့ပြည်သူပိုင်နေကြီးသိနေတာပဲ မှန်ပါဗျာ အဲ့ဒီတော့ကဗျာသေလို့ရှိရင်ဥပဇင်းတော့ခွေးတွေဝက်တွေနွားတွေငရဲတွေကြက်တွေဘဲတွေကိုစားထားတာကလည်းဒုနဲ့တွေကိုတကကြီး မှန်ပါ စားလာတာကဒုနဲ့တွေ မှန်ပါများပါပါဗျာ ငါတလောက်တွေလည်းစားခဲ့ စားခဲ့ပါလေ ငမြင်းသားတွေလည်းစားခဲ့အမဲသားတွေလည်းစားခဲ့စိတ်သားတွေစားခဲ့ငါတလောက်တွေစားကြက်သားတွေစားဘဲသားတွေစား မှန်ပါ နော်စားလာခဲ့တဲ့ဥစ္စာတွေကဒါတွေကအသိနဲ့စားရင်စား မှန်ပါ အသိနဲ့မစားလို့ရှိရင်လို့ရှင်တကကြီးကြက်သားဟင်းမြင်လို့ကြက်သားမှတ်စားနေလို့ရှိရင်ကိုချိုးနေတော့မယ် မှန်ပါကိုကျွန်းနေပါ အမြင်မှအသိမှခေါ်နိုင်မှာ ခေါ်နိုင်ပါဘူးဗျာ အဲ့တော့ဖယားကအတိတလုံးအမြတ်ဆုံးလို့ဟောထားတယ်နော် မှန်ပါ အဲ့ဒီတော့ဒကာကြီးပြည်သူပိုင်ပစ္စည်းကုန်အလွဲသုံးစားမလုပ်ဖဲနဲ့ မှန်ပါ သဘောတရားဟာရှိတယ် မှန်ပါဗျာရှိပါဗျာ နော်အခုအစိုးရကလည်းပြည်သူပိုင်ပစ္စည်းကိုအလွဲသုံးစားမလုပ်နဲ့ မှန်ပါ ဒကာကြီးနော်အလွဲသုံးစားလုပ်ကြည့်ငါထောင်ထဲသွင်းမယ်တဲ့ မှန်ပါဘုရားသိပါပါဗျာ လောကုတ်တရားနယ်ကလည်းပြည်သူပိုင်ပစ္စည်းအလွဲသုံးစားမလုပ်နဲ့ မှန်ပါဗျာ အလွဲသုံးစားလုပ်လိုက်လို့ရှိရင်လည်းအပယ်လေးပါကြပြီးခွေးတွေဝက်တွေနွားတွေကြက်တွေဘဲတွေရေတွေကငါးတွေငရဲတွေခံရမယ်လားမှာ ထားပါ
ပြည်သူပိုင်သိမ်းထားလို့ဘယ်လိုပြည်သူပိုင်လဲတဲ့မျက်စိတကာနားတကာနှာခေါင်းတကာပါးစပ်တကာကိုယ်တကာမနောတကာတကာ6ပေါက်အာယုံအာယုံ6နဲ့တိုက်ခိုက်တဲ့လောဘကဲဒေါသရဲ့မောဟရဲ့အဲ့ဒီစိတ်ကြီးဖြစ်အဲ့ဒါသူများသမီးလေးကြလောဘစိတ်ဖြစ်တယ်မချော်တာလေးကြောင့်မကြည့်ကျင်တဲ့စိတ်ဒေါသဖြစ်တယ်အဲ့ဒီလောဘဒေါသဖြစ်တာဘာကြောင့်လဲမောဟဖုံးလွှမ်းလို့ဝေဒနာမှမသိသစ္စာလေးပါလည်းမမြင်ဘူးကိုအထင်ကြီးခဲ့တယ်ဥစဉ်လည်းပဲနော်အဲ့ဒီလိုဖြစ်ခဲ့တာဒါပြည်သူပိုင်ကြီးသိခဲ့တယ်အဲ့ဒီတုန်းကမြတ်သေလို့ရှိရင်ဥစဉ်လူသေးလို့လူမဖြစ်ဘူးတို့မြင်လာတာကဒကာကြီးကကြားလိုက်တဲ့အတန်ခွေးတန်ကြားခွေးတန်သိဝက်တန်ကြားဝက်တန်သိဒကမအတန်ကြားဒကမအတန်သိလေရီအတန်ကြားလေရီအတန်သိကားတန်ကြားကားတန်သိဒီအသိတွေဒါဒီအသိမှခေါ်မလားလူတိုင်းခလေးလေးမသိဘူးလားဒီအသိမျိုးကတော့လူတိုင်းသိခွေးတန်ကြားလို့ခွေးတန်မသိဝက်တန်ကြားလို့ဝက်တန်သိဝေဒနာမှမသိပါဇာပြောဝေဒနာသာရှိနော်တကယ်ပြစ္ဆုတ်ပါဝေဒနာသိလိုက်ရင်လွတ်ပါလေဝေဒနာမှမသိပဲအဲ့ဒီတော့ပြစ္ဆုတ်ပါသိရမှာတခါကြီးအတိတ်နဲ့အနာကမသိရဘူးအဲ့ဒီတော့နှာခေါင်းနဲ့အနံ့နဲ့ထိမှန်လိုက်တခါကြီးမွေးတယ်နာနဲ့သိနဲ့ကြိုက်နေတာသိဒီလိုမသိရဘူးဒါအသိမှန်ခေါ်နိုင်ပါ့ခလေးလေးလည်းမွေးတယ်သိနဲ့မသိဘူးလားစားလိုက်တဲ့ကချိုလိုက်တာချင်းလိုက်တာငားလိုက်တာစားလိုက်တာပူလိုက်တာခါလိုက်တာမသိဘူးလားဒီလိုသိရခလေးလေးလည်းမသိဘူးလားဒီလိုသိရင်အသိမှန်ခေါ်နိုင်ပါ့ဒါကလူတိုင်းအသိပဲမဟုတ်ဘူးခလေးလေးလည်းမသိဘူးလားဒီလိုသိတာကတော့ဘာမှမထူးဘူးခလေးလေးလည်းသိတာနော်စားတဲ့အခါချိုးတဲ့ချင်းတဲ့ခန္ဓာတဲ့ကရောတကကြီးဓာတ်ကြီးလေးပါပေါ်လာတင်းလိုက်တာတောင်းလိုက်တာထုံလိုက်တာကျင်လိုက်တာအောင့်လိုက်တာပူလိုက်တာအေးလိုက်တာလှုပ်လိုက်တာရလိုက်တာရွလိုက်တာဆိုတာခလေးလေးလည်းမသိဘူးလားသိပါလေဗျာဒါကြီးအကျိုးတရားကြီးခလေးလေးလည်းသိတယ်လူမပြောရဘူးနော်လူတွေသင်မပေးရဘူးဒါကသူ့ဟာသူသိလာတယ်တရားအလိုအလျောက်သိတယ်တရားဒီအလိုအလျောက်သိနေတဲ့ဆိုလို့ရှိရင်တခါကြီးကလည်းပူတယ်ကြိုက်တယ်ထုံတယ်ကျင်းတယ်လှုပ်တယ်ရွတယ်ဒါပဲသိတယ်ခလေးလေးကလည်းတရားပဲသိတယ်ထိုးကဲပြီးတော့ခလေးတဲ့တခါကြီးကပိုသိလို့လားမသိပါဘူးဗျာဘိုးမသိဘူးနော်မနှောနဲ့ဓမ္မနဲ့ပေါင်းစုံလိုက်ကောင်းတာလေးပေါ်တော့ကောင်းတယ်လို့သိမကောင်းတာပေါ်တော့မကောင်းတယ်လို့သိအဲ့ဒါပါလေတဲ့ခလေးတဲ့ဒီလိုမသိဘူးလားသိပါလေဗျာဥပဒေအတိတ်ကလာတော့တရားကထိုင်တော့မယ်တခါကြီးထိုင်တော့မယ်လို့တော့ခလေးတယောက်လျှောက်လာတယ်တခါကြီးခလေးတယောက်လျှောက်တာဒကမတယောက်ကလည်းတာဘောကနေလျှောက်ဒကမကလည်းခါဝါမျက်တောင်လေးကလည်းကောင်းလို့အသားလည်းဖြူတယ်တခါကြီးတားဖြူတော့အဲ့တော့ဥပဒေကခလေးလေးကိုမေးတယ်ဟေးကောင်ဟောမလျှောက်လာတာဘယ်လိုလဲကွာလျှောက်လာတာဘယ်လိုလဲကွာဥပဒေကမေးခင်ဗျားကမိမ့်မယူပါမိမ့်မယူဥပဒေသိတာကလည်းတခါကြီးမိမ့်မရလို့သိခလေးလေးမေးကြိုက်တော့ခလေးလေးကလည်းမိမ့်မကြီးလို့ပြောတယ်ဥပဒေသိတဲ့အသိနဲ့ခလေးသိတဲ့အသိနဲ့မထူးဘူးထူးပါဘူးဗျာထူးသလားတခါကြီးထူးပါဘူးဗျာအဲ့တော့ဥပဒေကထပ်မေးဟဲ့ခလေးအဲ့ဒီမိမ့်မရဘဲနဲ့ချောလာလားဝါလေအသားလည်းဖြူမှန်ပါချောတယ်ဗျာမှန်ပါအေးမင်းကချောတာလည်းမြင်တယ်ဝါတာမြင်တယ်ငါလည်းပဲချောတာပဲမြင်တာပဲကွာဝါတာပဲမြင်တာပဲမင်းအသိနဲ့ငါအသိကတော့အတူတူပဲကွာအတူတူပါပဲနော်မျက်စိနဲ့မြင်လိုက်တဲ့အချိန်ကဒကမမြင်ဒကမသိတယ်ချောတာမြင်ချောတာသိတယ်လှတာမြင်လှတာသိဘာထူးသေးလဲတခါကြီးဒါအသိမှန်ခေါ်နိုင်မှာမလားသာသနာ300တီးမလားတီးနိုင်ပါဗျာသရဏဂုံတီးမလားတီးပါဗျာနော်သီလသမာဓိပညာမပြည့်စုံလို့ရှိရင်သီလသာသနာသမာဓိသာသနာပညာသာသနာ300တီးပါတီးနိုင်ပါဗျာအဲ့ဒါပြည်သူပိုင်အလွဲသုံးစားလုပ်အဲ့ဒီလိုပြည်သူပိုင်အလွဲသုံးစားလုပ်တဲ့ပုဂ္ဂိုလ်မှန်သမျှကတော့တခါကြီးမျက်စိနဲ့မြင်လိုက်တဲ့အချိန်ကဒကမာမြင်ဒကမာသိဒကာမြင်ဒကာသိခွေးမြင်ခွေးသိဝက်မြင်ဝက်သိတောမြင်တောသိတောင်မြင်တောင်သိရေမြင်ရေသိကြက်မြင်ကြက်သိဘဲမြင်ဘဲသိဒီအသိဒီအမြင်မျိုးကတော့လူသေးလို့လူမဖြစ်သီလသာသနာမတည်သမာဓိသာသနာမတည်ပညာသာသနာမတည်မတည်သရဏဂုံ3ပါးလည်းမတည်တီးလားမတည်ပါဘူးဗျာနော်မတည်ဘူးနော်နားနဲ့အသာနဲ့ကြားလိုက်တဲ့အချိန်ခါလဲထူနီတူသွားခွေးတန်ကြခွေးတန်သည်ဝက်တန်ကြဝက်တန်သည်ဘဲတန်ကြဘဲတန်သည်ဒီအသည်မျိုးကတော့လူသသိသေးလို့လူတယောက်မှမဖြစ်နှာခေါင်းနဲ့အနာနဲ့ထိမှန်လိုက်တဲ့အချိန်ခါအနရုပ်ပေါ်မှာလဲယုံလည်းမသိနားလည်းမသိဝေဒနာမှမသိသိပြန်တော့မှုေးတဲ့သိနဲ့ကြိုင်တဲ့ပုတ်စောနာနဲ့ချင်းစောနာနဲ့သိတာအဲ့ဒီလိုသိတဲ့ပုဂ္ဂိုလ်လူကထေနဲ့သိလူတယောက်မှမဖြစ်လျာနဲ့ရတာနဲ့စားလိုက်တဲ့အခါစားလိုက်တဲ့ရတာရုပ်ပေါ်မှာချင်းလိုက်တာချိုလိုက်တာဆိတ်လိုက်တာခါလိုက်တာဖမ်းလိုက်တာဆိုလို့ဒီလိုသိနေတဲ့ပုဂ္ဂိုလ်လူကထေနဲ့သိလူတယောက်မှမဖြစ်
ကိုယ်နဲ့အတွေ့နဲ့ထိမှန်လိုက်တဲ့အချိန်ကအစ္ဆတသဏ္ဍာန်နဲ့ကဓာတ်ကြီးလေးပါပေါ်လာတဲ့အချိန်ကတင်းလိုက်တာတောင်းလိုက်တာထုံလိုက်တာအောင်းလိုက်တာကြိုက်လိုက်တာပူလိုက်တာအေးလိုက်တာရားလိုက်တာရွလိုက်တာငါကိုကဖောလိုက်တာငါကိုကမူးလိုက်တာလို့အဲ့ဒီလိုသိရင်လူကတိနဲ့သိလူတယောက်အောင်ဖြစ်ဖြစ်မယ်များထင်လားဝေဒနာတဏှာကိုကုန်ပြီနော်ဝေဒနာမှမသိပဲနဲ့အဲ့ဒါဝေဒနာတဏှာကိုကုန်ပြီဒီလိုသိတဲ့ပုဂ္ဂိုလ်လူကတိနဲ့သိလူတယောက်အောင်ဖြစ်အသိမှန်ခေါ်မလားတာအသိမှန်မဟုတ်ဘူးတခါကြီးမရှိတဲ့တရားပညာတရားကြီးသိတာပူတယ်ကြိုက်တယ်ထုံတယ်ကျင်တယ်အောက်တယ်ငါလက်ငါချီဆိုတော့ပညာတရားကြီးမရှိတဲ့တရားကြီးသိတာရှိတဲ့တရားကဘာလဲယုံနေတာယုံတဲ့နာကိုမသိဘူးတခါကြီးအဲ့ဒီလိုယုံတဲ့နာမသိတော့ပြည်သူပိုင်းပစ္စည်းတွေကိုအကုန်သိမ့်ပြလိုက်တာတခါတည်းအပေကြဒုက္ခတည်းပြစ်မှလည်းမမြင်နော်မနှောတဲ့ဓမ္မနဲ့ပေါင်းဆောင်လိုက်ကောင်းတာလေးပေါ်တော့ကောင်းတယ်လို့သိမကောင်းတာပေါ်တော့မသိချင်ဘူးဒေါသဓမ္မရုပ်ပေါ်မှာလဲပြည်သူပိုင်းပစ္စည်းသိနေတာပဲတခါကြီးဒါပြည်သူပိုင်းပစ္စည်းသိနေတာနော်ကဲပြည်သူပိုင်းပစ္စည်းမသိဘူးတခါကြီးအစိုးရနဲ့လွတ်အောင်နေမယ်နော်ပြည်သူပိုင်းပစ္စည်းမသိလို့ရှိရင်တခါကြီးအပယ်လေးပါကြပါလောကီမှာလဲပြည်သူပိုင်းပစ္စည်းကိုအလွဲသုံးစားမလုပ်ရင်ထောင်ချပါအဲ့ဒီတော့အခုသုံးခွားကဒကာကြီးတွေဒကမာကြီးတွေပြည်သူပိုင်းပစ္စည်းကိုအလွဲသုံးစားမလုပ်ဖို့နော်အလွဲသုံးစားမလုပ်ဖို့ဘာကြောင့်လဲတဲ့လောကုတ္တရာတွေကပြည်သူပိုင်းပစ္စည်းဆိုတာဘာလဲတဲ့သူများသမီးလေးသူများသားလေးသူများခင်မွန်းတယ်မသူများပစ္စည်းမြင်လိုက်ရင်လောဘဒေါသမောဟအဲ့ဒါပြည်သူပိုင်းသိနေတာအဲ့ဒါပြည်သူပိုင်းပစ္စည်းပဲအဲ့ဒါဘာလဲတဲ့ဒီပြည်သူပိုင်းပစ္စည်းသိမှမသိလိုက်ဘူးအခုတော့တော်သေးရဲ့နော်အသက်ကြီးတွေကကြီးလာနေပြီနော်ပြည်သူပိုင်းပစ္စည်းကတော့မျက်စိကလည်းသိနားကလည်းသိနှအသံကလည်းသိအသံကိုလည်းသိလိုက်တာပဲအနံ့ကိုလည်းသိလိုက်တာပဲရတာကိုလည်းသိလိုက်တာပဲအတွေ့ကိုလည်းသိလိုက်တာပဲဓမ္မကိုလည်းသိလိုက်တာပဲပြည်သူပိုင်းပစ္စည်းတွေသိနေတာအခုတော့သိလို့ကောင်းတယ်အနာဂတ်ကြတော့သိတော့ဘယ်သွားမလဲအပေလေးပါအဲ့ကြတော့ခံရလိမ့်မယ်လူထောင်ကြပြီလေဘယ်ထောင်လဲအပေလေးပါထောင်ပြည်သူပိုင်းပစ္စည်းကြီးသိနေတာကိုအဲ့ဒီလိုသိတဲ့ပုဂ္ဂိုလ်ကြတော့လူသေးလို့လူမဖြစ်ဘူးလားကဲဒီပြည်သူပိုင်းပစ္စည်းကိုအစိုးရနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ပြည်သူပိုင်းပစ္စည်းကိုအစိုးရထိမ့်သိမ့်ပြည်သူပိုင်းပစ္စည်းတွေအစိုးရထိမ့်သိမ့်စောင့်ရှောက်ထားတဲ့ပစ္စည်းတွေအဲ့ဒါကိုမသုံးတော့ဘူးတခါကြီးအလွဲသုံးစားမလုပ်ဘူးဖာရိဖာသာပဲကိုယ့်ဟာကိုယ်နေမယ်ဓမ္မသဘောကြီးဖြစ်အောင်နော်ဆိုရှယ်လစ်တိုင်းပြည်ဟာဆိုရှယ်လစ်စနစ်ဖြစ်အောင်သဘောတရားအင်ရမြင်ရဖြစ်အောင်နော်ဆိုရှယ်လစ်တိုင်းပြည်ကိုနော်အဲ့တော့ဖယားကြိုက်နေတဲ့ဆိုရှယ်လစ်တိုင်းပြည်ဖယားကြိုက်တာဖယားကဆိုရှယ်လစ်ဖယားကြီးတခါကြီးဆိုရှယ်လစ်ဖယားသိကြလားမရှိတော့ပါဗျာဆိုရှယ်လစ်ဖယားဆိုတော့ပညာပြောတာဆိုရှယ်လစ်စိတ်ကိုသိကြလားမရှိတော့ပါဗျာခုနတုန်းကတခါကြီးပြည်သူပိုင်းအလွဲသုံးစားလုပ်တဲ့စိတ်တွေဆိုရှယ်လစ်ဖယားဆိုရှယ်လစ်ဖယားရဲ့စိတ်နော်အင်းညမြင်ညသဘောတရားသဘာဝလက္ခဏာသာမြင်ရလက္ခဏာဖယားကလက္ခဏာမြင်တော့မြောင်ကြည့်အဲ့တော့လက္ခဏာမြောင်ကြည့်ဖို့ဟာလည်းအနခဲရင်ကျင့်မှရနော်ကျင့်မှရမယ်တရားစောက်ထဲကမြင်လို့ကြည့်မယ်ဆိုတော့ဦးစင်းတို့လည်းအတိတ်ကလာတော့မိဘတွေကပြောတာအနိစ္စဒုက္ခအနတ္တဆိုတာအဲ့ဒီလိုပြောတာလေအမေဖေသင်ပေးထားတဲ့အိုးခွဲအနိစ္စပကံကွဲလို့အနိစ္စခလုတ်တိုက်လို့နာလို့ဒုက္ခလူသေးအနတ္တဒါပဲသိတယ်တကယ်ဖယားကြိုက်နေတဲ့ဆိုရှယ်လစ်စိတ်မဖြစ်ခဲ့ဘူးမဖြစ်ခဲ့ပါဘူးဗျာသဘောတရားမဖြစ်ခဲ့ဘူးမှန်ပါဗျာသဘာဝလက္ခဏာမဖြစ်ခဲ့ဘူးသာမြင်ညလက္ခဏာလည်းမဖြစ်ခဲ့ဘူးမဖြစ်ခဲ့ခြင်းကြောင့်မလို့ဆိုရှယ်လစ်စိတ်မဖြစ်ခဲ့လို့တကားကြီးဘာကြောင့်မဖြစ်လဲပြည်သူပိုင်းတွေသိတော့အပယ်ကြီးကြတန်တရာကြီးပြည့်လျှောက်တယ်ဒါကြောင့်မလို့အခုနောက်ပိတ်ဆုံးသာသနာကာလဝိမု ക്തി ယူဝခေအနတ္တသာသနာတပတ်ပြန်လှည့်လာတဲ့အချိန်ခါတကားကြီးဆိုရှယ်လစ်တိုင်းပြည်ဟာဆိုရှယ်လစ်ဖယားသာသနာဆိုရှယ်လစ်တိုင်းပြည်ဆိုရှယ်လစ်စိတ်ဖယားသာသနာဖယားသာသနာမှာဖယားစိတ်ဖြစ်အောင်လုပ်ကြမှန်ပါဗျာဖယားသာသနာဖယားစိတ်လုံးမဖြစ်လို့ရှိရင်ဆိုရှယ်လစ်စနစ်ဖြစ်ပါမလားဖြစ်နိုင်ပါဘူးဗျာမျက်စိကမြင်လိုက်တဲ့အချိန်ကသဘာဝလည်းမမြင်ဘူးသဘာဝလက္ခဏာလည်းမမြင်ဘူးသာမြင်ညလက္ခဏာလည်းမမြင်ဘူးနားနဲ့ကြားလိုက်တဲ့ကသဘာဝအကြားလည်းမဟုတ်ဘူးသဘာဝလက္ခဏာလည်းမဟုတ်ဘူးသာမြင်ညလက္ခဏာလည်းမဟုတ်ဘူးနှာခေါင်းနဲ့နားလိုက်တဲ့သဘာဝလက္ခဏာလည်းမဟုတ်ဘူးသာမြင်ညလက္ခဏာလည်းမဟုတ်ဘူးလျှာနဲ့ရတာနဲ့စားလိုက်တဲ့သဘာဝလက္ခဏာလည်းမဟုတ်ဘူးသဘာဝလက္ခဏာလည်းမသိဘူး
ကိုနဲ့အတွေ့နဲ့ထိမှန်လိုက်တဲ့သဘာဝလက္ခဏာမသိဘူးမနှောနဲ့ဓမ္မနဲ့ပေါက်ဆိုလိုက်သဘာဝလက္ခဏာမသိဘူးမသိတော့ဒကာကြီးဆိုရှယ်လစ်ဖျားဖြစ်ပါမယ်ဖြစ်နိုင်ပါဦးဗျာအဲ့ဒီတော့ဒကာကြီးတို့ဥပဒေတို့ဆိုရှယ်လစ်တိုင်းပြည်ဆိုရှယ်လစ်ဖျားဆိုရှယ်လစ်စိတ်ပြောင်းလို့ရမှန်ပါဗျာလောက်ပါပါမယ်ဗျာဆရာတော်ဘုရားကြီးဟောသွားလို့ပြောရတာလေတို့ပြစ္ဆုတ်ပံဟောရမယ်ဆိုတော့ပြစ္ဆုတ်ပံဟောရတာအဲ့ဒီတော့ဆိုရှယ်လစ်စနစ်ဆိုရှယ်လစ်ဖျားတို့အခုသာသနာ9000ထားပေးခဲ့တာဖျားထားပေးခဲ့တယ်မဟုတ်လားမှန်ပါဗျာဘုရားထားပေးခဲ့တာအဲ့တော့ဆိုရှယ်လစ်ဖျားဆိုရှယ်လစ်စနစ်ကဘာလဲတဲ့အကျင့်နဲ့ဆိုရှယ်လစ်အကျင့်ကကျင့်ရမှာမကျင့်မဲနဲ့ဆိုရှယ်လစ်စနစ်ဖျားအသိမယ်လို့မထင်ဘူးနဲ့မသိဘူးအဲ့တော့ဆိုရှယ်လစ်စနစ်ကကျင့်ရမှာကျင့်မှသာလေဆိုရှယ်လစ်စိတ်ဖြစ်လာမှန်ပါဗျာဆိုရှယ်လစ်စိတ်ဖြစ်လာမှတိုင်းပြည်ကြီးအေးချမ်းသာရမယ်ချမ်းသာမယ်အဲ့ဒီတော့လူတိုင်းချမ်းသာအောင်လုပ်ချင်တယ်မဟုတ်လားလုပ်ချင်ပါလေဗျာအဲ့ဒီတော့ဆိုရှယ်လစ်စနစ်အကျင့်နဲ့ဝင်ကြအကျင့်နဲ့ဝင်တော့ဆိုရှယ်လစ်စိတ်ဖြစ်လာတယ်ဆိုရှယ်လစ်ဖျားအသိသိလာတယ်နော်မကျင်မဲနဲ့ဖျားအသိမသိဘူးအဲ့ဒီတော့ဆိုရှယ်လစ်တိုင်းပြည်ကြီးဟာဆိုရှယ်လစ်စနစ်ဖြစ်အောင်ကျင့်ဆိုရှယ်လစ်စနစ်ဆိုကျင့်ရမှာအလုပ်သမားတွေအခုလုပ်နေရတယ်မဟုတ်လားဟေးတို့ဆိုရှယ်လစ်တိုင်းပြည်ကြီးကလုပ်ရမယ်အလုပ်သမားမှကြိုက်တာအလုပ်သမားအခုပါလဲတဲ့ဆိုရှယ်လစ်စိတ်ဖြစ်အောင်ကျင့်ရမယ်မကျင်မဲနဲ့အပြောသမားတော့စောက်ကလေးကြည့်ပြီးမပြောနဲ့မရဘူးနော်အဲ့တော့အပြောသမားနဲ့အလုပ်သမားအခုအစိုးရကလည်းအလုပ်သမားကြိုက်တာတကကြီးလောကုတ်တရားတွေကလည်းတကကြီးဆိုရှယ်လစ်စနစ်ဟာကျင့်တာပဲကျင့်တော့မှတကကြီးချမ်းသာလာမှအဲ့ဒီတော့မှချမ်းသာမှငြိမ့်မယ်မဟုတ်လားကဲဒါဖြင့်တကကြီးဆိုရှယ်လစ်စနစ်ဖြစ်အောင်ကဲအသိဉာဏ်လေးတွေကိုတခါတည်းပြည်သူပိုင်မသိမဲ့နဲ့ဆိုရှယ်လစ်စိတ်ဖြစ်အောင်လုပ်ကြဆိုရယ်မှန်ပါလုပ်တော့ပါဗျာလုပ်ရတော့မှန်ပါဗျာဖះဟောထားတယ်တခါကြီးနော်အသိတလုံးအမြတ်ဆုံးတယ်ရှိတာကိုသိမလားမရှိတာကိုသိမလားရှိတာကိုသိရပါဘူးရှိတာကဘာလဲယုံနေတာမှန်ပါဗျာယုံနေတာလားရှိတာကမြင်တာပါလဲယုံနေတာပဲကြားတာပါလဲယုံနေတာနာနာပါလဲယုံနေတာဒါပြညာလို့ပြောတာစားတာလဲယုံနေတာထီးတာလဲယုံနေတာသိတာလဲယုံနေတာယောတာလဲယုံနေတာညက်ကလည်းနဲ့သွားတယ်တခါကြီးနော်နဲ့ဖြင့်ငါညာနဲ့တပတ်ခါညာ2ညတော့ကြည့်သေးတယ်အဲ့တော့3ခွားကဒီရွာနာ6သက်ကတက္ကရာမဒီဆိုရှယ်လစ်စိတ်ဖြစ်အောင်ဆိုရှယ်လစ်နေကြီးဖြစ်အောင်ဆိုရှယ်လစ်ဖျားဖြစ်အောင်အဲ့ဒါနဲ့2ညကြံသေးတယ်နော်ဒီညတော့အတူချုံပြီးတော့ဥပဒေကအလုံသမားအပြောသမားကိုကျင့်မှကြိုက်တယ်မကျင့်မဲနဲ့တော့ဒီမှာစောင့်ကြည့်ပြီးပြောနေလေကတော့ဒီမှာယုံနာသိတာမဟုတ်ဘူးပညာသာသိမယ်သဘောသိအောင်လုပ်ရမယ်နော်သဘောတရားရဲ့နော်အပြောဆိုရှယ်လစ်မဖြစ်ရအောင်သဘောဆိုရှယ်လစ်ဖြစ်ဖို့အရေးကြီးတယ်အပြောဆိုရှယ်လစ်ကအတ္တသဘောဆိုရှယ်လစ်ကအနတ္တနော်အနတ္တအတ္တဒီနှစ်ခုပဲရှိအပြောဆိုရှယ်လစ်ကအတ္တသဘောခန္ဓာမှာရှာလိုက်လို့သဘောတွေ့ပြီဆိုလို့ရှိရင်အနတ္တအဲ့ဒါဖယားဆိုရှယ်လစ်ကအနတ္တအနတ္တနဲ့အတ္တပေါ့နော်အဲ့တော့အတ္တကအတ္တနဲ့အနတ္တဆိုတာတင်ညာလို့ဆိုတာတော့အတ္တပေါ့တကယ်ကြီးအဲ့တော့ကဲသဘောဆိုရှယ်လစ်ဖြစ်အောင်ပါကိုမြင်နေကြားတယ်နားနေစားတယ်ထိတယ်သိတယ်ကျင့်တဲ့ပုဂ္ဂိုလ်ကတော့တကယ်ကြီးသဘောသိတယ်အစ္ဆတသန္တာကိုတကယ်ကြီးဘုရားဟောထားတဲ့သတိပဋ္ဌာန်တရား၄ပါးကလွယ်လို့နိဗ္ဗာန်ရောက်ကြောင်းတရားမရှိဘူးမရှိပါဘူးဗျာသတိပဋ္ဌာန်တရား၄ပါးကလည်းဘာလဲတဲ့ကာယသတိပဋ္ဌာန်ကာယ ानु ပါဒနာဝေဒနာသတိပဋ္ဌာန်ဝေဒနာ ानु ပါဒနာစိတ်ဓာသတိပဋ္ဌာန်စိတ်ဓာ ानु ပါဒနာဓမ္မာသတိပဋ္ဌာန်ဓမ္မာ ानु ပါဒနာသတိပဋ္ဌာန်တရား၄ပါးကလွယ်လို့နိဗ္ဗာန်ရောက်ကြောင်းတရားမရှိဘူးမှန်ပါမရှိပါဘူးနော်နိဗ္ဗာန်ရောက်ကြောင်းမရှိဘူးအဲ့ဒီတော့ဆိုရှယ်လစ်စိတ်ဖြစ်မှသာလေသရဏဂုံ၃ပါးတည်မယ်မှန်ပါဗျာသရဏဂုံ၃ပါးတည်မှသာလေသီလသာသနာသမာဓိသာသနာပညာသာသနာ3ရပ်တည်မယ်နော်သရဏဂုံတည်တာဘယ်လိုစိတ်လဲဒါပြောအောင်မနော်သရဏဂုံတည်မဲ့စိတ်ဘယ်လိုစိတ်လဲဆိုတဲ့ဥစ္စာသဘောလေးကိုပြောအောင်ပညာလို့တင်စားပြီးပြောမှာအခုပြောနေတာကပညာသဘောသိမှာကတော့ပရမနော်အပြောပညာသဘောပရမပညာနဲ့ပရမဟာပညာကိုပြောမှာပရမပေါက်နိုင်တာဟုတ်တယ်အဲ့တော့ဥပဇင်းတို့ရှုလာတာကသတိပဋ္ဌာန်တရား၄ပါးနဲ့ရှုတယ်တကယ်
ဘောညောင်ကြည့်တယ်တကယ်ဘယ်လိုမြင်လာလဲတဲ့ကနဦးစိတ်ကလေးကတော့စိတ်ကလေးညင်အောင်လုပ်ရတာပဲအာနာပါနတတိကိုယူလိုက်တယ်တကယ်အာနာပါနဖျားကျင့်သွားတာအာနာပါနပဲမဟုတ်လားအာနာပါနတတိထွက်ထားလေးစီဝင်ထားလေးစီထွက်ထားလေးစီဝင်ထားလေးစီမသိခင်တော့ထွက်ထားလေးစီဝင်ထားလေးစီထွက်ထားလေးဝင်သေးဝင်ထားလေးစီအဲ့လိုသိနေတယ်တကယ်ကြာထိုင်မှများလာတော့အောက်ကအမာနဲ့ကိုယ်နဲ့တွေ့ရတဲ့အခါဝေဒနာတွေဖြစ်ဝေဒနာတွေဖြစ်နေမင်းဒီနေရာသိဆိုပြီးအတ္တနဲ့ထားရတယ်ကိုကမင်းဒီနေရာသိမသိဘဲနဲ့မထွက်နဲ့မသိဘဲနဲ့မဝင်စီနဲ့ဒီအတိလေးထားတယ်တတိပဋ္ဌာန်တရား၄ပါးနဲ့လိုက်တာအဲ့ဒီနာတိပြာတိနာကာယသတိပဋ္ဌာန်ဝါယောယုတ်ဤတွန်းနာထွက်တာဝင်တာတွန်းနာကန္နာလေးသိနေတာကာယသတိကြာထိုင်မှများလာတော့ဝေဒနာဖြစ်လာပြီဝေဒနာဖြစ်လာတော့နာတိပြာတွန်းနာလေးသိကန္နာလေးသိနေတဲ့နာမနေနိုင်တော့ဘူးဝေဒနာသွားသိလိုက်ပြီသူသဘောသွားသိဟဲငါထားတဲ့နေရာမနေပါလားနာဝေဒနာသွားသိလိုက်ပါလားအဲ့ဒီဝေဒနာဤသဘောတရားကိုဆုံးအောင်လိုက်ကြည့်ဆုံးအောင်လိုက်ကြည့်လိုက်တဲ့တခါကြီးဘယ်လိုမြင်လာလဲတဲ့နည်းနည်းလေးတင်းလာတယ်တခါကြီးနည်းနည်းလေးတင်းတယ်အဲ့ဒီတဲ့တခါပိုတင်းလာအဲ့ဒီတဲ့ပိုတင်းတယ်တင်းတယ်တင်း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 တောင်းတယ်တောင်းတောင်းတယ်တောင်းပူတာကလည်းပူတယ်ပူပူတယ်ပူအေးတယ်အေးတယ်အော်သဘောသိဟောဖယားဟောထားတာပထဝီအာဘောတည်သောဝါရောတက်ကြီးလေးပါဟောရုပ်ဤသဘောတရားကဘာလဲပြစ္ဆုတ်ပံပေါ်လာတဲ့သဘောတရားတွေကဘာလဲပြစ္ဆုတ်ပံပေါ်ပြလိုက်တဲ့သဘောကဓာတ်တင်းနေတဲ့တင်းနေတဲ့တင်းတင်းပြီးတော့ကြီးတဲ့ကြီးသွားလိုက်တဲ့ဥစ္စာပြောင်းလဲသွားတဲ့သဘောတရားရုပ်ပါလားပေါ်ပြလိုက်တဲ့သဘောကဓာတ်ပါလားဓာတ်လည်းမသိဘူးလားရုပ်လည်းမသိဘူးလားခန္ဓာကရှာလိုက်တဲ့သဘောတရားနော်ပြစ္ဆုတ်ပံပူပြလိုက်တဲ့သဘောလေးကြက်ပြလိုက်တဲ့သဘောလေးတင်းပြလိုက်တဲ့သဘောလေးအောင့်ပြလိုက်တဲ့သဘောလေးယိုပြလိုက်တဲ့သဘောလေးလှုပ်ပြလိုက်တဲ့သဘောလေးတွန်းပြလိုက်တဲ့သဘောလေးပြစ္ဆုတ်ပံပေါ်ပြလိုက်တဲ့သဘောလေးကဓာတ်အစဉ်ပြောင်းလဲသွားတဲ့သဘောလေးကရုပ်ဟုတ်သိလားသိလားဩပေါ်ပြလိုက်တာကဓာတ်ပူတာလေးကပေါ်ပြလိုက်တဲ့ဓာတ်ပူတာကပိုးပူတခါတည်းပူတဲ့ပူလာတဲ့ဩပြောင်းလဲခြင်းဝိပရိနာမပြောင်းလဲနေတဲ့သဘောတရားဩရုပ်ပဲပေါ်ပြတာကဓာတ်ပြစ္ဆုတ်ပံပေါ်လိုက်တာကဓာတ်ပြောင်းလဲသွားတဲ့သဘောတရားလေးကရုပ်ဒါကြောင့်ဘုရားကသာဘိသင်္ခါရအနိစ္စလို့ခေါ်ပါလားပြဉ္ညာလူတင်စားပြောသွားပါလားသာဘိသင်္ခါရဒုက္ခပြဉ္ညာလူပြောခေါ်ဝေါ်သွားပါလားအခုငါတို့သိနေတာကဘုရားခေါ်ဝေါ်တဲ့အနိစ္စဘုရားခေါ်ဝေါ်တဲ့သင်္ခါရဒုက္ခဘုရားခေါ်ဝေါ်တဲ့သင်္ခါရအနတ္တပြဉ္ညာကြည့်တာသိနေပါလားပြစ္ဆုတ်ပံခန္ဓာတွေကရုပ်ဤအစဉ်ဝိပရိနာမအစဉ်ရွေ့လျက်ပြောင်းနေတဲ့သဘောငါမသိဘူးမသိပါဘူးမသိဘူးလားကဲအဲ့လိုသိတာတခါကြီးရဲ့စောင့်ထဲကသိတာမဟုတ်ဘူးကျင်းလို့သိတာအဲ့လိုသိလိုက်တဲ့တပြိုင်နက်ခန္ဓာတွေကတခါကြီးပြောင်းလဲတတ်တဲ့သဘောတက်ကလေးမြင်နေပြင်းလိုက်တော့အော်ရုပ်ဆိုတဲ့သဘောတရားပြောင်းလဲနေပါလားဒီလိုမြင်တာတခါကြီးအဲ့ဒီလိုမြင်လိုက်တော့အစ္ဆတသဏ္ဍာန်ကရုပ်ပြောင်းလဲခြင်းသဘာဝမြင်တော့ဗဟိတလည်းမြင်ပြီအစ္ဆတနဲ့ဗဟိတအတူတူတခါကြီးဗဟိတမြင်လိုက်တဲ့စိတ်ကလည်းမိန်းမမြင်လိုက်ယောက်ျားမြင်လိုက်ခွေးမြင်လိုက်ဝက်မြင်လိုက်ဘဲမြင်လိုက်ကြက်မြင်ရေမြင်လိုက်တော်မြင်လိုက်ကားမြင်လိုက်အကုန်လုံးဖြူတာမြင်လိုက်မဲတာမြင်လိုက်ရှည်တာမြင်လိုက်တိုးတာမြင်လိုက်ရုပ်ဒီပြောင်းလဲတတ်တဲ့သဘောတရားလေးတွေမြင်နေဩဗဟိတကလည်းရုပ်ဆိုတဲ့သဘောအစဉ်ဝိပရိနာမအစဉ်ပြောင်းလဲနေပါလားမိန်းမယောက်ျားခွေးကြောင်ဖြူတယ်ကြက်ဖြူတယ်မဲတယ်ရှည်တယ်တိုးတယ်ဆိုတော့မရှိတဲ့တရားပြောင်းလဲနေတတ်တဲ့သဘောတရားကရုပ်ဤသဘောတရားသူသဘောကဓမ္မသဘောကဒါပါလားသိပြီမျက်စိကလည်းမြင်တာကလည်းအသင်းတစ်ခုပေါ်လာမှတစ်ခုပြီးတစ်ခုပြောင်းလဲမြင်တတ်တဲ့သဘောအသင်းတွေကလည်းပြောင်းလဲတတ်တဲ့သဘောသံဌာနာတွေကလည်းပြောင်းလဲတတ်တဲ့သဘောဒီလိုသိပြီတဲ့နားကလည်းအသံတွေကလည်းခွေးသံကြားလိုက်ဝက်သံကြားလိုက်ဘဲသံကြားလိုက်ဒကမအသံကြားလိုက်လေသူကြားလေသူသံကြားလိုက်ယထာသံကြားလိုက်ကာသံကြားလိုက်ငှက်သံကြားလိုက်အသံတွေကလည်းပြောင်းလဲတတ်တဲ့သဘောနားကလည်းအသံတစ်ခုပေါ်လာမှပြောင်းလဲပြီးကြားတတ်တဲ့သဘောမသိဘူးလားအသံတွေကလည်းပြောင်းလဲတတ်တဲ့သဘောနားကလည်းပြောင်းလဲကြတတ်တဲ့သဘောအနတ်တွေကလည်းမှုလိုက်သိလိုက်ကြိုင်လိုက်ပုတ်စော်နာလိုက်ချင်းစော်နာလိုက်အနတ်ယုတ်ကလည်းပြောင်းလဲတတ်တဲ့သဘောနှာခေါင်းကလည်းအနတ်တစ်ခုပေါ်လာမှပြောင်းလဲနံတတ်တဲ့သဘောနော်ပြောင်းလဲတတ်တဲ့သဘောကိုယ်ကလည်းတင်းလိုက်တောက်လိုက်ထုံလိုက်ကျင်းလိုက်အောင့်လိုက်ပူလိုက်အေးလိုက်လှုပ်လိုက်ရွာလိုက်ရိုးကြလာလိုက်ရလာလိုက်အတွေ့ကလည်းကိုယ်ကလည်းပြောင်းလဲတတ်တဲ့သဘောမနောကလည်းမနောနဲ့ဓမ္မနဲ့ပေါင်းစုံလိုက်တဲ့ချက်ဓမ္မကလည်းကောင်းတာပေါ်လာလိုက်မကောင်းတာပေါ်လာလိုက်ကောင်းတယ်မကောင်းတယ်ဆိုတာပညာပါလားမရှိတဲ့တရားပါလားရှိတဲ့တရားကအစဉ်ရုပ်ဆိုတာပြောင်းလဲခြင်းသဘာဝတရားခန္ဓာတွေကလည်းပြောင်းလဲတတ်တဲ့သဘာဝတရားဗဟိတကလည်းမြင်လိုက်တာကလည်းပြောင်းလဲနေတတ်တဲ့သဘာဝတရားကြားလိုက်တဲ့အသံလည်းပြောင်းလဲတတ်တဲ့သဘာဝတရားနားလိုက်တဲ့တခါလည်းပြောင်းလဲတတ်တဲ့သဘာဝတရားစားလိုက်တဲ့ရတာရုပ်ကလည်းပြောင်းလဲတတ်တဲ့သဘာဝတရား
ရတာရုပ်ကလည်းပြောင်းနေတယ်မဟုတ်လား ပြောင်းနေပါလေဗျာ ချိုလိုက်ချင်းလိုက်ငန်းလိုက်စားလိုက်ပြောင်းနေတယ်မဟုတ်လား ပြောင်းနေပါလေဗျာ အဲ့ဒါဘုရားကအနိစ္စတဲ့နော်သဗ္ဗေသင်္ခါရအနိစ္စတဲ့သဗ္ဗေအဲ့ဒီသင်္ခါရလည်းဒုက္ခတဲ့သဗ္ဗေသင်္ခါရလည်းအနတ္တနော်အနတ္တတယ်နော်ဘာကြောင့်အနတ္တခေါ်လဲတဲ့သူသဘောနဲ့သူပြောင်းနေတာရတာကလည်းပြောင်းတယ်အသင်းကလည်းပြောင်းတယ်သံဌာနကလည်းပြောင်းတယ်အတန်ကလည်းပြောင်းနေတယ်အနတ်ကလည်းပြောင်းတယ်ရတာကလည်းပြောင်းတယ်အတွေ့အကြလည်းပြောင်းတယ်ဓမ္မကလည်းပြောင်းတယ်သူကသူပြောင်းနေတယ်မဟုတ်လားဓမ္မသဘောကြီးမဟုတ်လားသူသဘောသူပြောင်းနေတဲ့ဥစ္စာကိုအဲ့ဒါကိုကနေပြီးတော့လောဘဒေါသဖော်တာပြည်သူပိုင်သိမ်းတာပြည်သူပိုင်သိမ်းတာနော်ဒါကြောင့်မလို့အပယ်လေးပါအကုန်လုံးလူသေးလို့လူမဖြစ်ဘူးလို့ပြောတာပြုဒီလိုမြင်နေရင်တော့ဒီမဲ့ကတိနဲ့သိလူပြောင်းအောင်ဖြစ်လုံးဝမလုပ်ဘဲနဲ့တင်ညာနဲ့သိထားတာအဲ့တော့သေဂာနိဆက်ဆက်မှာတခါခွေးကြီးမြင်လာမယ်ကြက်ကြီးမြင်လာမယ်ဒီနာချောင်းကြီးဒီနာမြချောင်းရှိတယ်ချောင်းရှိတယ်သေဂာနိဆက်ဆက်မှာဒီမှာသုံးခွာချောင်းကြီးလို့သိထားတယ်အာယုံနမိတ်ထဲပေါ်လာတယ်မချောင်းကြီးပေါ်လာတယ်ဘယ်လိုဝိပဿနာညာနဲ့ဘယ်လိုဖြစ်မလဲငကိုယ်တော့ကချောင်းကြီးလို့သိထားတယ်စိတ်ချောင်းကြီးပေါ်လာပြီးချောင်းကြီးညှို့လိုက်ပြီးရေတဲ့တခါတည်းလှိမ့်လာဆင်းလိုက်တော့အဲ့ဒါငါးတွေဖြစ်တော့စိတ်ပြောတာအဲ့ဒါမသိလို့လာပြီးတော့ပြောတာမဟုတ်သိလို့ကိုပြောတာမသိဘဲနဲ့ဟောတာမဟုတ်ဘူးသိလို့ဟောတာမသိဘဲနဲ့လိုက်လျှောက်ပြီးတော့ဟောနေတယ်လို့များဒီမဲ့တောဟောတောင်ဟောများတော့မထင်များတယ်မှန်ပါဗျာသိလို့ဟောတာပါသိလို့ဟောတာအဲ့တော့ကြားသွားမှလည်းသိတယ်ဒီလိုဖြစ်နေဒီစိတ်တွေဖြစ်ကုန်ပြီဆိုတာဥပဒေငကိုယ်တော့မှတခါကြီးနာကန်တစ်လုံးမှမသိခဲ့ပဲနေလားငါလားကြည့်လိုက်တော့ဘုရားဟောထားတယ်သက္ခုံဥဒ္ဒပါရိဉာဏဥဒ္ဒပါရိပညာဥဒ္ဒပါရိဝိဇ္ဇာဥဒ္ဒပါရိအလောကောဥဒ္ဒပါရိတဲ့ခန္ဓာကသဘောတရားတွေတွေ့အကုန်လုံးတလောကလုံးသဘောကြီးပဲမှန်ပါဗျာသဘောတရားကြီးပဲအခုမြင်လိုက်တဲ့တကား6ပေါက်အာယုံကအာယုံ6နဲ့တက်ခဲ့တဲ့တကားကြီးမြင်လိုက်တဲ့ချိန်ကလည်းပြောင်းလဲတယ်မှန်ပါကြားလိုက်တာလည်းပြောင်းလဲတယ်နာနာလည်းပြောင်းလဲနေတယ်ရုပ်ကိုမြင်နေပြီမှန်ပါစားလိုက်တဲ့ຢာတာလည်းပြောင်းလဲတယ်ထိလိုက်တဲ့အတွေ့လည်းပြောင်းလဲတယ်သိလိုက်တဲ့ဓမ္မလည်းပြောင်းလဲတယ်ရုပ်ဤသဘောဟာပြောင်းလဲခြင်းသဘာဝတရားတစ်ခုတည်းဖြစ်နေမှန်ပါဖြစ်တော့အဲ့ဒါနာကြံကြည့်နာကဘာတော့မျက်စိနဲ့မြင်လိုက်တဲ့အချိန်ခါရုပ်ကပြောင်းနိုင်နာကပြောင်းညွတ်နေပါလားဖြူတာလည်းညွတ်လိုက်တယ်မဲတာလည်းညွတ်လိုက်တယ်တိုးတာလည်းညွတ်လိုက်တယ်ဝတာလည်းညွတ်လိုက်တယ်ညွတ်နေတာမှန်ပါဗျာနာကပြောင်းရုပ်ပြောင်းလွယ်တိုင်းနာကပြောင်းညွတ်တတ်တဲ့သဘောသိပြီမဟုတ်လားသိပါပါပြီဗျာအဲ့ဒီတော့တကား6ပေါက်အာယုံကအာယုံ6နဲ့တိုက်ခိုက်တိုင်းမျက်စိကမြင်လိုက်တဲ့အချိန်ကလက်ဥမြင်လိုက်တာကပြောင်းလဲရင်ရုပ်ကိုပြောင်းလဲနေတဲ့သဘောမြင်လိုက်တယ်နောက်စိတ်ကလေးကရုပ်အပေါင်းကိုညှွတ်တတ်တဲ့သဘောမြင်လိုက်တယ်ရုပ်နဲ့နာနဲ့ဝဲလွဲမပေါ့လားဝဲလွဲပါပါဗျာမြင်တာရုပ်သိတာနာဆိုဖို့လိုသေးလားလိုပါဗျာမျက်စိကရှစ်စိတ်ကလေးကမြင်တာကပြောင်းလဲခြင်းသဘာဝတရားနောက်စိတ်ကလေးကရုပ်အပေါင်းညှွတ်တတ်တဲ့သဘာဝတရားရုပ်နဲ့နာနဲ့မျက်စိကရုပ်နဲ့နာဝင်မနေဘူးလားမိမဝင်သေးလားဝင်ပါပါဗျာယောက်ျားရောဝင်ပါဗျာခွေးရောဝဲရောကျဲရောဘဲရောမျက်စိကယုံနာဝင်နေပြီနော်ပြည်သူပိုင်သိသေးလားသိတော့ပါဗျာယုံနဲ့နာဝင်နေပြီလေတကယ်ရှိတာကယုံနဲ့နာတကယ်ရှိတာကယုံနဲ့နာတကယ်ရှိတာကသစ္စာလေးပါမှန်ပါဗျာဘုရားကမိစ္ဆာတဲ့သမာတဲ့တကယ်ရှိတာကယုံနဲ့နာသဘောတရားကဘာလဲသမာမှန်ပါဒီဟာသိရမှာတကကြီးအဲ့တော့မျက်စိတကနားတကနှာခေါင်းတကပါးစပ်တကကိုယ်တကမနောတကတကား6ပေါက်အာယုံကအာယုံ6နဲ့တက်ခဲ့တဲ့မြင်လိုက်တဲ့အချိန်ကလည်းရှင်းစိတ်ကလေးကပြောင်းလဲတဲ့သဘောကိုမြင်တာကရုပ်နောက်စိတ်ကလေးကပြောင်းလဲညှွတ်တတ်တဲ့သဘောလေးမြင်တာကနာပြောင်းလဲတာရဲ့ပြောင်းလဲညှွတ်တတ်တာရဲ့ဆိုရုပ်နာကွဲမနေဘူးလားကွဲနေပါလေဗျာကွဲနေပြီနော်မှန်ပါဗျာပြည်သူပိုင်သိသေးလားမသိတော့ပါဘူးဗျာလောဘဒေါသမောဟရှိသေးလားရှိတော့ပါဘူးဗျာလောဘဒေါသမောဟရှိတာကဘာလဲအဲ့ဒါကပြည်သူပိုင်သိနေတာမှန်ပါအခုယုံနဲ့နာမဲရှိတော့တယ်လောဘဒေါသမောဟရှိသေးလားရှိတော့ပါဗျာပြစ္ဆုတ်ပါမှာပြောင်းလဲခြင်းသဘာဝတရားရဲ့ပြောင်းလဲညှွတ်တတ်တဲ့သဘာဝတရားရဲ့ဒီနှစ်ခုရှိမနေဘူးလားမှန်ပါမျက်စိပေါက်ကယုံနဲ့နာဝဲမနေဘူးလားဝဲနေပါလေဗျာနာကရောပြောင်းလဲခြင်းသဘာဝတရားအတန်ကိုပြောင်းလဲညှွတ်တတ်တဲ့သဘာဝတရားအတန်ယုတ်သဘောကလည်းပြောင်းလဲတတ်တဲ့သဘောတရားအတန်ယုတ်သဘောပြောင်းလဲတိုင်းနာကပြောင်းလဲညှွတ်တတ်တဲ့သဘာဝတရားအနတ်တွေကလည်းပြောင်းလဲတတ်တဲ့သဘာဝတရားအနတ်ကိုလည်းပြောင်းလဲညှွတ်တတ်တဲ့သဘာဝတရားရသားတွေကလည်းချိုးလိုက်ချင်းလိုက်ငန်းလိုက်ပြောင်းလဲတတ်တဲ့သဘာဝတရားနာကလည်းပြောင်းလဲညှွတ်တတ်တဲ့သဘာဝတရားအတွေ့ကလည်းပြောင်းလဲတတ်တဲ့သဘာဝတရားကိုယ်ကလည်းပြောင်းလဲတတ်တဲ့သဘာဝတရားနာကလည်းအတွေ့ကိုပြောင်းလဲညှွတ်တတ်တဲ့သဘာဝတရားဓမ္မကလည်းပြောင်းလဲတတ်တဲ့သဘာဝတရားနာကလည်းဓမ္မယုတ်ကိုပြောင်းလဲညှွတ်တတ်တဲ့သဘာဝတရား
အဲ့ဒီတော့မျက်စိပေါက်ကနေပြီးတော့မြင်လိုက်တဲ့ချိန်ကရှေ့စိတ်ကပြုတ်ကိုပြောင်းလွယ်တယ်နောက်စိတ်ကလေးကပြောင်းလွယ်ညွတ်တတ်တယ်ဆိုတော့ရုပ်နဲ့နာဝင်မနေဘူးလားမိမဝင်သေးလားယောက်ျားဝင်သေးလားချော်ဓာလေးဝင်သေးလားလှဓာလေးဝင်သေးလားမျက်တောင်လေးကကော့နေတယ်လို့ဝင်သေးလားခွေးဝင်လာသေးလားဝက်ဝင်လာသေးလားကြက်ဝင်လာသေးလားဘဲဝင်လာသေးလားခွေးသံဝင်သေးလားကြက်သံဝင်သေးလားလေဒီဦးသံဝင်သေးလားဒကမအသံဝင်သေးလားဘုံမှုအသံဝင်သေးလားမွေးတယ်လို့ဝင်သေးလားသင်းတယ်လို့ဝင်သေးလားပုတ်စော်နာတယ်လို့ဝင်သေးလားချိုးတယ်လို့ဝင်သေးလားရှင်တယ်လို့ဝင်သေးလားစိတ်တယ်လို့ဝင်သေးလားခါတယ်လို့ဝင်သေးလားကိုယ်နဲ့အတွင်းနဲ့ထိမှန်လိုက်ကတင်းတယ်လို့ဝင်သေးလားတောင်းတယ်လို့ဝင်သေးလားပူတယ်လို့ဝင်သေးလားအေးတယ်လို့ဝင်သေးလားရားတယ်လို့ဝင်သေးလားဆင်းရဲတယ်လို့ဝင်သေးလားချမ်းသာတယ်လို့ဝင်သေးလားမဝင်တော့ဘာဝင်လဲပြောင်းလဲတဲ့သဘောတရားပြောင်းလဲညှတ်တတ်တဲ့သဘောတရားယုံနဲ့နာဝင်မနေဘူးလားဝင်နေပါလေဗျာအဲ့ဒီလိုယုံနဲ့နာဝင်နေတော့တခါကြီးအထူးတလဲမျက်စိပေါက်ကနေပြီးတော့ငါးပါးသီလခံရအောင်မလားမလိုပါဘူးဗျာနော်သီလအထူးတလဲလုံမနေအောင်မလားလုံးမနေဘူးလားလုံးနေပါပြီဗျာလုံးနေတဲ့သီလဘာသီလလဲအထူးတလဲမလုတ်ဖဲနဲ့သဘာဝသီလကြီးဖြစ်နေပြီဆိုတဲ့ဥစ္စာဘုရားကအဋ္ဌိတတ်ထားတဲ့အဋ္ဌိသီလမှန်ပါအဲ့ဒီသီလမှာဒီမှာသီလသာသနာတည်တယ်မှန်ပါမျက်စိပေါက်ကယုံနာဝင်နေပြီမိမယောက်ျားခွေးကြောင်ကျွဲမဝင်တော့ဘူးအဲ့ဒီတော့ဒကာကြီးမျက်စိပေါက်ကနေပြီးတော့မြင်လိုက်တဲ့အချိန်ခါမျက်စိပေါက်ကယုံဤအနတ္တနာဤအနတ္တမြင်နေပြီဒကာကြီးနော်အဲ့ဒီတော့မြတ်စွာဘုရားကိုတော်မြတ်ကြီးကဒီမဲ့ဒကာကြီးဆိုရှယ်လစ်ဘုရားကြီးမှန်ပါဗျာအနတ္တသမားကြီးမှန်ပါဗျာအတ္တသမားမဟုတ်ဘူးအနတ္တသမားကြီးဆိုရှယ်လစ်တိုင်းပြည်ဆိုတာဆိုရှယ်လစ်သာသနာဆိုရှယ်လစ်စနစ်ဆိုရှယ်လစ်စနစ်ကဘာလဲသဘောတရားသဘာဝလက္ခဏာသဘာဝလက္ခဏာကမြင်တာကသူ့ဟာသူပြောင်းလဲနေတာကသဘာဝမြင်တာကလည်းသူ့ဟာသူပြောင်းမြင်နေတာကသဘာဝနာကလည်းသူ့ဟာသူပြောင်းညွတ်နေတာကသဘာဝမျက်စိကလည်းသဘာဝလက္ခဏာဖြစ်မနေဘူးလားဖြစ်နေပါလေဗျာနားပေါက်ကရောဖြစ်နေပါလေဗျာဒကာကြီးဆိုရှယ်လစ်တိုင်းပြည်မှာမျက်စိပေါက်ကလည်းပြောင်းလဲခြင်းသဘာဝတရားပြောင်းလဲညွတ်တတ်တဲ့သဘာဝတရားနားပေါက်ကလည်းပြောင်းလဲနေတတ်တဲ့သဘာဝတရားပြောင်းလဲညွတ်တတ်တဲ့သဘာဝတရားအဲ့ဒီလိုဒကမာကြီးတွေကလည်းမျက်စိကမြင်လိုက်တဲ့ပြောင်းလဲတတ်တဲ့သဘာဝတရားပြောင်းလဲညွတ်တတ်တဲ့သဘာဝတရားဒကာကြီးတွေကလည်းမြင်လိုက်တဲ့ချိန်ကပြောင်းလဲတတ်တဲ့သဘာဝတရားပြောင်းလဲညွတ်တတ်တဲ့သဘာဝတရားနော်သံဃာတော်ရှင်များကလည်းမြင်လိုက်တဲ့အချိန်ကပြောင်းလဲတတ်တဲ့သဘာဝတရားပြောင်းလဲညွတ်တတ်တဲ့သဘာဝတရားဒီသီလရှင်တွေကလည်းမြင်လိုက်တဲ့အချိန်ကပြောင်းလဲနေတတ်တဲ့သဘာဝတရားပြောင်းလဲညွတ်တတ်တဲ့သဘာဝတရားနော်ယသိတွေကလည်းမြင်လိုက်တဲ့အချိန်ကပြောင်းလဲနေတဲ့သဘာဝတရားပြောင်းလဲညွတ်တတ်တဲ့သဘာဝတရားအစိုးရမင်းများကလည်းမြင်လိုက်တဲ့အချိန်ကမျက်စိနဲ့မြင်လိုက်တဲ့အခါပြောင်းလဲတတ်တဲ့သဘာဝတရားပြောင်းလဲညွတ်တတ်တဲ့သဘာဝတရားအကုန်လုံးတိုင်းနဲ့ပြည့်မနေဘူးလားအဲ့ဒါပါလဲကျင့်ညာအထုတ်တဲ့ပုဂ္ဂိုလ်အဖြစ်ရှိုးဆယ်လစ်ဆိုရှယ်လစ်တိုင်းပြည်ရှိုးဆယ်လစ်ဖရာရှိုးဆယ်လစ်စနစ်ရှိုးဆယ်လစ်စိတ်ဆိုတာအဲ့ဒါစိတ်ကြီးပြောတာမှန်ပါဗျာကဲအဲ့ဒီတော့မျက်စိကနေပြီးတော့သီလဖြစ်မနေဘူးလားဖြစ်နေပါဗျာအဋ္ဌိသီလလုံးမနေဘူးလားလုံးနေပါအဋ္ဌိစိတ်တာကယုံနာမောတည်နေတဲ့စိတ်ကအဋ္ဌိစိတ်တာခေါ်တယ်အဋ္ဌိပညာဆိုတာဘာလဲငါမျက်စိပေါက်ကနေပြီးပြည်သူပိုင်းပစ္စည်းလောဘဒေါသမောဟပြည်သူပိုင်းပစ္စည်းငါမသိတော်ဘူးဆိုတာမသိဘူးလားအဲ့ဒီလိုသိလိုက်တာမျက်စိပေါက်ကလည်းငါပြည်သူပိုင်းပစ္စည်းငါမသိတော်ဘူးသီလသာသနာသမာဓိသာသနာပညာသာသနာသီလဂုံရဲ့သမာဓိဂုံပညာဂုံပြည့်မစုံဘူးလားမျက်စိပေါက်ကလည်းမြင်လိုက်တဲ့အခါပြစ္ဆုတ်ပံသရဏဂုံတီးမနေဘူးလားနားနဲ့အသာနဲ့ကြားလိုက်တဲ့အချိန်ကသရဏဂုံတီးမနေဘူးလားနှာခေါင်းနဲ့အနာနဲ့ထိမှန်လိုက်တဲ့အချိန်ကသရဏဂုံမတီးဘူးလားလျှာနဲ့ရတာနဲ့စားလိုက်တဲ့အချိန်ကသရဏဂုံမတီးဘူးလားကိုယ်နဲ့အတွေ့နဲ့ထိမှန်လိုက်တဲ့အချိန်ကသရဏဂုံမတီးဘူးလားမနောနဲ့ဓမ္မနဲ့ပေါင်းစုံလိုက်တဲ့အချိန်ကသရဏဂုံမတီးဘူးလားလှမ်းသွားပြန်တဲ့သရဏဂုံမတီးဘူးလားထိုင်လိုက်ပြန်တဲ့သရဏဂုံမတီးဘူးလားရိုးပြန်တော့လည်းသရဏဂုံမတီးဘူးလားပေါက်လိုက်ပြန်တော့လည်းသရဏဂုံမတီးဘူးလားအိတ်လိုက်ပြန်တော့လည်းသရဏဂုံမတီးဘူးလားအဲ့ဒါတကား6ပေါင်းအာယုံကအာယုံ6နဲ့တိုက်ခိုက်တိုင်းသီလဂုံသမာဓိဂုံပညာဂုံနဲ့အဲ့ဒါဂုံအဲ့ဒါသရဏဂုံခေါ်တယ်အဲ့ဒါသီလဂုံသမာဓိဂုံပညာဂုံမျက်စိပေါက်ကလည်းသီလသာသနာသမာဓိသာသနာပညာသာသနာသုံးနဲ့တည်မသွားဘူးလား
အဲ့တော့ဥပဒေကအလုသမားဆိုကျင့်လဲကျင့်အောင်မဟောတော့ဟောခြင်းနဲ့နင်လားငါလားဟောခြင်းလားနင်လားငါလားဟောခြင်းနဲ့အလုသမားဒီမှာပြေးမှာဆိုလို့အဲ့တော့ဥပဒေကအလုသမားဆိုရှယ်လစ်တိုင်းပြည်အလုသမားမှကြိုက်တာဒကမာကြီးတွေမပြေးကြနဲ့ရုပ်တုံးရုပ်ခါလေးလုံးကြနော်ဆိုရှယ်လစ်စိတ်ဖြစ်ကောနော်အဲ့ဒါကြောင့်မလို့အခုလက်ဖြင့်ငါညကြမှာသေးသေးချာချာတပည့်ခါကြမှာသေးသေးချာဟောပါမယ်လို့နော်သေးသေးချာချာသဘောပေါက်ဟောပါမယ်ဒီညဖို့မှာတော့သုတ်တန်ဆရာတော်ဘုရားကြီးကသေသရဏဂုံ3ပါးတီးအောင်လို့သူကအကြောင်းခံပြီးတော့သာရကနဲ့အကြောင်းခံသွားပါတယ်ဥပဇင်းကနေပြီးတော့ဆိုရှယ်လစ်တိုင်းပြည်ဆိုရှယ်လစ်ဘုရားဆိုရှယ်လစ်စနစ်ဆိုရှယ်လစ်စိတ်ဖြစ်အောင်လို့တကားကြီးတွေဒကမကြီးတွေသီလကုံသမာဓိကုံသရဏဂုံတီးအောင်လို့နော်အသိစိတ်ကလေးတွေကိုသဘောတင်ပြီးတော့ဟောပါတယ်နော်အဲ့တော့ဆိုရှယ်လစ်တိုင်းပြည်ဟာဖြင့်ဘုရားဤသာသနာဖြစ်ပါတယ်နော်သီလကုံသမာဓိကုံပညာကုံပြည့်စုံအောင်လုပ်မှလည်းရမယ်နော်မလုပ်ဖဲနဲ့အပြောမှတော့မရပါဘူးနော်အတ္တနဲ့အနတ္တပဲနော်အတ္တနဲ့အနတ္တကိုပြောင်းရမှာစိတ်တွေနော်အဲ့ဒီတော့အခုလာအခုအတ္တနယ်ကနေပြီးအနတ္တနယ်အခုဟာဖြင့်ဆိုရှယ်လစ်တရားကဖြင့်သဘာဝတရားသဘာဝလက္ခဏာသာမြင်ညာလက္ခဏာအညမြင်ညာသဘောတရားဆိုရှယ်လစ်တရားဟောကြားဆုံးမှာဩဝါဒပေးရတဲ့အကျိုးအာနိသင်ကြောင့်သီလကုံသမာဓိကုံပညာကုံဟောကြားဆုံးမှာဩဝါဒပေးရတဲ့အကျိုးအာနိသင်ကြောင့်ယုံနာအဘိဓမ္မာဟောကြားဆုံးမှာဩဝါဒပေးရတဲ့အကျိုးအာနိသင်ကြောင့်အခုလာရောက်တဲ့ဒကာမာတွေဒကာတွေမနောသတ္တဒုံလဘာရာခဲ့သောတရားလူရလူဖြစ်လာတဲ့ချိန်ခါမြတ်စွာဘုရားသာသနာတော်ကြီးနဲ့မိတဲ့ချိန်ခါဓမ္မယရနာတွေလည်းပွင့်နေတဲ့အချိန်ခါသုံးဦးသုံးမလဲမိတဲ့ချိန်ခါသမထဝိပဿနာတရားကျင့်ညာအထုတ်နိုင်ရပြီးတကား6ပေါက်အာယုံကအာယုံ6နဲ့တိုက်ခိုက်တိုင်းသီလကုံသမာဓိကုံပညာကုံပြည့်စုံနိုင်တဲ့ကိုပြနိုင်ကြပါစေကုန်တော်သတည်း